Bawa ne ni time mu Badea Bawa ne ni time mu Ya me bao Bawa ne ni time mu Bawa ma aသက်ရွယ်ရလာရင်နေထိုင်မှု lifestyle တွေလည်းပြောင်းဖို့လိုတယ်နော်ပြောင်းဖို့လိုတယ်အခုအသက်ရွယ်ရတဲ့လူတွေများတယ်လေအခုဒီမှာလေဟုတ်တယ်မလားငယ်တဲ့လူတွေနဲ့တယောက်နှစ်ယောက်လောက်ပဲကျန်တာကတို့ရဲ့ဘဝအစစ်ချိုးပါလေဟိုတတဘယ်လောက်တတ95တခါကြီးတက်ဘယ်လောက်ရှိတယ်အခု64 85တဲ့64လို့ဘယ်လောက်ကျန်ဟမ်17နှစ်ကဲဒီစမ်း63ကကုန်တက်ဖြစ်သွားနော်ကုန်တက်ဖြစ်ကျန်တက်ကဘယ်လောက်17နှစ်ပဲဒါတော့မသိကြဘူး is not sure ဆရာတော်က57ထဲရောက်ပြီလေ95နှစ်ထဲ51နှုတ်ဘယ်လောက်ကျန်24ပဲကျန်နော်မသိကြဘူးလေဆရာတော်ဘယ်လောက်နေရမလဲဆိုရင်24ပဲနော်ငါစိတ်တက်ကြအောင်မပြောနဲ့ပို့တက်တဲ့အရာပြောမှဆိုရင်တော့ရှေ့ကကုန်သွားပြီကျန်တက်က24ဆိုဘဝရဲ့သူကနောက်ဆုံးအရွယ်ရောက်သွားနော်85ကို3ပိုင်းခွဲလိုက်ရင်အစိတ်စီပဲလေဟုတ်တယ်မလားဒုတိယအရွယ်တတိယအရွယ်ရောက်သွားပြီဒီမှာတချို့ကဒုတိယအရွယ်လေးရောက်သွားတယ်နော်ကလေးတွေဆိုပထမအရွယ်ပေါ့အဲ့တော့အရွယ်တိုင်းမှာသူကလည်းတရားလေးတွေတွဲပြီးနေမှာဘဝအဆင်ပြေတာဆိုတော့တို့တွေအသက်အရွယ်ရလာ lifestyle ကိုပြောင်းဖို့လိုတယ်နော်ဘဝနေထိုင်မှုပြောင်းဖို့လိုလားမလိုလားအဲ့တော့ဘဝနဲ့နေထိုင်မှုရဲ့ခေါင်းစဉ်တွေပြပါတယ်အဲ့တော့ဘဝနေထိုင်မှုပြောင်းဖို့ဆိုရင်ဘုံဘဝအချက်3ချက်ကို highlight လုပ်ပြီးပြောပေးပါမယ်နံပါတ်1ဘဝနေထိုင်မှုပြောင်းဖို့နံပါတ်1အသက်အရွယ်ရလာအရွယ်တစ်ခုရလာရင်အကြိုက်တွေနောက်ကိုမလိုက်ပါတော့နဲ့နော်အကြိုက်တွေနောက်ကိုသိမ့်မလိုက်နဲ့နံပါတ်1ကဘာလို့အကြိုက်တွေနောက်ကိုသိမ့်မလိုက်နဲ့ပါပြန်ပြောပါအကြိုက်တွေနောက်ကိုသိမ့်မလိုက်နဲ့ lifestyle ပြောင်းဖို့ဆိုရင်နံပါတ်1ကြိုက်တာတွေနောက်ကိုသိမ့်မလိုက်ပါနဲ့နော်နံပါတ်2ကတန်ရောစင်တွေကိုလျှော့ပါနံပါတ်2ကတန်ရောစင်တွေကိုလျှော့ပါနံပါတ်3ကတရားနဲ့နေပါနံပါတ်3ကတရားနဲ့နေပါအဲ့ဒါအရေးကြီးတဲ့ချက်ပဲအဲ့ဒါ highlight လုပ်ပြီးပြောပါမယ်နော်ပြန်ပြောမယ်အသက်အရွယ်ရလာရင်ကြိုက်တာတွေနောက်ကိုသိမ့်မလိုက်ပါနဲ့တန်ရောစင်ကိုတန်တန်မလျှော့ပါနံပါတ်3ကတရားတစ်ခုနဲ့နေနိုင်အောင်ကြိုးစားပါနော်အဲ့ဒါဆိုတော့ပြောမယ်ဆိုရင်ဘဝနဲ့နေထိုင်မှုခေါင်းစဉ်မှာဘဝဆိုတာဘာလဲ What is the meaning of life ဘဝဆိုတာဘာလဲကဲဘဝဆိုတာဘာလဲပြောတခါကြီးပြောတာလဲရှိပါတယ်မွေးတဲ့အချိန်အဆိုင်သေတဲ့ကာလဂျားကာလကို life တစ်ခုဘဝတစ်ခုအဲ့လိုပြောရင်ဖြစ်တည်မှုတစ်ခုကိုဘဝလို့ပဲပြောတာနော်life is so short ဖြစ်တည်မှုတစ်ခုကဘဝပဲဘဝဆိုတာပါဠိစကားမြန်မာလို့ဆိုဖြစ်ခြင်းပဲနော်မြန်မာလို့ဆိုပါလေအဲ့တော့ဖြစ်တည်မှုအခိုက်တခံဘဝဘဝဆိုတာဘာလဲလို့မေးရင်ဖြစ်ခြင်းပဲဖြစ်တည်မှုတစ်ခုပဲကောင်းပြီအဲ့ဒါဆိုဘဝနဲ့အမြဲတမ်းတွဲပါနေတဲ့စကားကဝရဝရရပလဲဝရကပြည့်ခြင်းဘဝကဖြစ်ခြင်းဝရကပြည့်ခြင်းအဲ့ဒါပဲဘဝရှိရင်ဝရရှိတယ်အဖြစ်ရှိရင်အပြည့်ရှိမှန်လားမှန်လားတို့တွေဘလောက်ပဲဖြစ်တည်မှုတွေမြဲတယ်ပြောလို့သူ့နောက်မှာအမြဲတမ်းပါနေဝရကပြည့်တယ်မပြည့်ဘူးလားအချင်းတိုင်းပြည့်နေတာနော်ချင်းတိုင်းအခုဆိုရင်လည်းအဝယ်ထွက်လေရဆိုဖြစ်လိုက်ပြည့်လိုက်ပဲလေအခုကလေရှိရဟာမရှိတော့ဘူးလေမနေ့ကဆိုရှိသေးလားပြတ်သွားပြီလေအစ်တွေဖြစ်တယ်အစ်တွေပြန်ပြီးတော့ဖြစ်ပေါ်ဖြစ်သူအစ်ဖြစ်သူဟောင်းဖြစ်သူအစ်ဖြစ်သူဟောင်းဒါပဲဖြစ်သူဟောင်းဖြစ်သူဒါတော့ဖြစ်လိုက်ပြက်လိုက်ဒီလိုဖြစ်အဲ့ဒါဘဝတော့ဘဝကဘာမှအကြာကြီးမဟုတ်ဘူးခုနကဒါကြီးပြောတယ်မွေးတဲ့အချိန်ကစပြီးသေးတဲ့အချိန်ဂျားကာလဘဝတက်ခုဆိုတော့ပြန်တွေးကြည့်တယ်ကိုမွေးတဲ့အချိန်ဘယ်လိုမွေးလဲမွေးတဲ့အချိန်ငိုပြီးထွက်လာတာပဲနော်မှန်လားမှန်လားကိုယ်ဆိုရင်ငိုထွက်မငိုရင်ရိုက်ပြရဆရာဝန်ဖြန့်တဲ့တင်မလေးရက်လက်မှာသူအသက်လေးပြန်ကိုပလိုက်လာလေကိုကမွေးတဲ့အချိန်မှာဘဝရဲ့အစာငိုပြီးတော့စခဲ့ရတာငိုပြီးထွက်လာတယ်နော်ကိုငိုပြီးထွက်တဲ့အချိန်မှာကိုဘေးနာလူတွေကပျော်တယ်ဟာမွေးပြီးယောက်ျားလေးပဲမိန်းကလေးပဲဘလူနဲ့တူတယ်ဘဝနဲ့တူတယ်ဆိုကိုကငိုပြီးထွက်တဲ့အချိန်မှာပတ်ဝန်းကျင်ကလူတွေကပျော်နေကြတာပျော်ပြုံးကြတယ်ပျော်ကြတယ်ကိုကငိုပြီးနော်အဲ့မဲ့သေတဲ့အခါကျပြောင်းပြန်ဖြစ်သွားတယ်သေတဲ့အခါကျပတ်ဝန်းကျင်လူတွေငိုကြတယ်ငိုပြီးအဲ့ချိန်မှာကိုကဘလို့သေမလဲပေါ့နော်ပြုံးပြီးသေမလားမဲ့သေမလားပေါ့နော်အဲ့တော့မွေးတော့လည်းငိုပြီးထွက်လာတယ်သေတဲ့အခါမှာလည်းငိုပြီးတော့သေသွားဘဝကနှစ်ခါရှုံးတာပေါ့မွေးတော့မသိလို့ငိုပြီးထွက်လာတယ်သေတဲ့အချိန်မှာ
ပြုံးပြီးသေးဖို့လိုလားမလို့လားပြုံးပြီးသေးဖို့ဆိုကုသိုလ်ရှိမှပြုံးနေတာနော်ကဲကြည့်အကုသိုလ်နဲ့ပြုံးလို့မရဘူးဒီစံပေကနီတကြောက်ကိုဆွဲကြည့်စမ်းတစ်ခုကိုစိတ်မချကြည့်စမ်းဘယ်တော့မှမပြုံးနိုင်အနည်းကတက္ကမကြီးတက်ဒီလက်ကူမှလာပြီးတော့ဝတ္ထုလာလို့တယ်သူ့ခြံနေပြောင်းသူ့ခြံနေရောက်နေနာမည်ကြီးဆရာတော်ကြီးအကုန်လိုက်လို့တော့ဆရာတော်ရှိတယ်ရောက်လာတက္ကမကြီး60တစ်နှစ်ပဲရှိဒါပေမဲ့အစာအိမ်ထုတ်ထားရတယ်တဲ့တရရက်ကိုထုတ်ထားပြီကံကြာတော့ဆိုတော့ဒီအစာအိမ်ထုတ်ထားပြီဆိုတော့သူဦးထဲမှာဥမာကြီးထဲမှာစားသမျှ digest မလုပ်နိုင်တော့သူလည်းသိထားပြီဒကမကြီးသိလားသိတယ်တဲ့ကြောက်လားမကြောက်ဘူးဗျာဒီရရင်းဆိုင်ဒါကြောင့်ဒီရရှိသမျှတွေအကုန်လိုက်ကျူနေတာဟုတ်ပြီဒါဆိုရင်သူသိချင်းတရားကိုသိပေမဲ့ရင်ဆိုင်နိုင်တဲ့အားရှိတယ်လေဒါသူပြုံးနိုင်တဲ့သဘောပေါ့ဒါကိုလက်ခံနိုင်တယ်လေတချို့ကအရန်တုံလို့သွားတယ်ငါမချတော့ဘူးဆိုတဲ့အတိလေးဝင်ကြည့်တယ်ညတော့တရားမရှိရင်သွားပြီနော်သွားမရှိရင်ပို့ပြီးပင်ပန်းတယ်လေနောက်ကပဲခံတော့မယ်တုံလို့သွား3လပဲခံတော့မယ်ဆိုတုံလို့သွားပြီအဲ့ဒါဆိုတော့ပြောချင်တာကမွေးတော့မှမသိလို့ငိုပြီးမွေးလာရမယ်သေတဲ့အခါမှာတော့ပြုံးပြီးသေနိုင်အောင်တော့ကုသိုလ်တွေကိုအခုတည်းကအထုတ်ပြီးရအောင်ယူထားဖို့လိုတယ်နော်အဲ့တော့ကုသိုလ်လုံလောက်ပြီလားဆိုတော့မလုံလောက်သေးပါဘူးတရားကတော့ခုမှသေတော့ဘယ်ချိန်မှလုံလောက်မလဲတကယ်အဲ့လိုမျိုးဆိုရင်နော်ကြောက်စရာကြီးနော်အဲ့တော့ထားလိုက်တော့အဲ့ဒါသိချင်းနဲ့သွား life တစ်ခုပါအဲ့ဒါပါပဲ everything is empowerment ဆိုဘာမမျိုးမိုးသွန်းကိုရှိဖြောင်းနန္တာတဲ့ကိုရီးယားမနေ့ကတည်းကမိုင်းလာလို့သူတို့ပြောပြတယ်မိုးသွန်းကိုရှိဖြောင်းနန္တာအရာအလုံးပြောင်းလဲနေတာနော်ပြောင်းလဲနေတာဘာမှအတည်မြဲမရှိဘူးဆိုတော့တို့တွေဘဝတစ်ခုကိုဘဝ style life style လေးပြောင်းမယ်ဆိုနံပါတ်1အကြိုက်တွေနောက်ကိုမလိုက်နဲ့တို့တွေအကြိုက်တွေနောက်သိမ့်လိုက်တာလေအကြိုက်လို့ပြောရင်မျက်စိနဲ့ကြိုက်တာတွေနောက်ကိုလိုက်တယ်မျက်စိကြိုက်တာလေးကိုကြိုက်တဲ့အစင်းလေးကိုပဲမြင်နေတာကြိုက်တဲ့အယောင်လေးကိုပဲမြင်နေတာအဲ့ဒါမျက်စိနဲ့ပတ်ပြီးအကြိုက်လိုက်တယ်ခေါ်တယ်နော်အဲ့ဒါအကြိုက်တွေမျက်စိဒီအစင်းမှမဟုတ်ရင်မလိုချင်ဘူးဆိုတဲ့စီစာကြောင်တာတွေရှော့ဖို့ပြောတာဒါလေးမှဒီလူမှဒီဘာပဲမြင်ကျင်နေတဲ့ဒီစက္ခုပတာဒနဲ့မျက်စိနဲ့ကြိုက်တဲ့အာယုန်တွေနောက်ကိုလိုက်တာတွေရှော့ဖို့ပြောတာအကြိုက်တွေနောက်မလိုက်နဲ့ကာမဂုဏ်အာယုံဆိုအဲ့ဒါပြောတာလေအာယုံ၅ပါးကာမဂုဏ်တရားလေအဲ့လိုပဲနားနဲ့ကြိုက်တာတွေနောက်သိမ့်မလိုက်နဲ့ကဲတော့နားတွေကလည်းလေကြိုက်တာတွေနောက်ကိုလိုက်တာလေကောင်းတဲ့အတန်လေးပဲကြားကျင်တယ်မကောင်းတဲ့အတန်ကြားရင်မကြားကျင်ဘူးတခြင်းတန်ကိုပဲကြားကျင်တယ်ကိုကြိုက်တခြင်းနာမှာကိုကြိုက်တဲ့တခြင်းနဲ့မကြိုက်တဲ့ခြင်းရှိလားမရှိဘူးလားနားရဲ့အကြိုက်ကိုနောက်ကိုလိုက်တာကြည်စမ်းနားရဲ့အကြိုက်ကိုနောက်ကိုလိုက်တဲ့အခါကျတော့အဲ့ဒါကိုမကြိုက်တဲ့အတန်တွေကြားလာရင်ဆိုရင်အိမ်မှာလူကစိတ်ကမခံစားနိုင်တော့ခံစားနေတော့တကယ်တည်းကျတော့အတန်ပဲဗျသူက attachment ဝင်သွားလို့ဒါကြောင့်မြတ်စွာဘုရားကဒိဋ္ဌိဒိဋ္ဌမတ္တမြင်စေအခိုက်မှာပဲရက်နိုင်ရင်အစွဲမဝင်တော့ဒါအစင်းပဲရူပယုံနဲ့စကုပ္ပတာဒသွားတွေ့တော့မြင်စေရအစင်းရဲ့မြင်နိုင်တဲ့အကြည်ဓာတ်လေးသွားတွေ့လိုက်တော့မြင်သိစိတ်ဆိုစကုဝိညာဉ်စိတ်ဖြစ်တာလေအဲ့ဒါကိုမြင်တယ်လို့ခေါ်တာပဲအဲ့ဒီမှာအယောင်သွားတင်လိုက်တော့ဆွဲသွားတာဘယ်အယောင်လေးဘာလှလိုက်တာဒါအစွဲဝင်သွားအစွဲဝင်သွားရင်သူကကြိုက်တဲ့အယောင်ဆိုရင်လောဘဖြစ်သွားတယ်မကြိုက်တဲ့အယောင်ဆိုဒေါသဖြစ်တယ်ကြည်စမ်းအဲ့တော့ဒီမြင်ချင်းဒီဒိဋ္ဌိဒိဋ္ဌပဲမြင်စေအခိုက်မှာအယောင်လို့ပဲသိလိုက်အစွဲမပါဘူးဆိုရင်ဒါဆိုရင်အစင်းလို့ပဲသိလိုက်ရင် attachment မပါတော့ဘူးအဲ့ဒါဆိုရင်ဒေါဘဒေါသဖြစ်စရာမရှိတော့ဒါကြောင့်မြတ်စွာဘုရားဒိဋ္ဌိဒိဋ္ဌပဲမြင်စေအခိုက်ပဲမှတ်လိုက်မြင်တယ်ပဲမှတ်လိုက်ပြီးသွားဘာအယောင်မှသွားမတဲ့အဲ့လိုပဲတုတ္တမတ္တသောတနားကြားတာအတန်ပဲကြားနေတာလေကျတော့နားမကောင်းဘူးဆိုရင်ကြံမကြားနိုင်တော့အဲ့တော့ကြားရင်ကြားတယ်လို့ပဲမှတ်လိုက်ရကြားရင်ကြားတယ်ဆိုရင်အစွဲမပါတော့အဲ့ကြားတဲ့အတန်တော့ကိုလိုက်တော့လို့ကောင်းလိုက်တဲ့အတန်လေးဆွဲသွားရောမကောင်းတဲ့အတန်ဆိုရင်မကြိုက်တော့ဘူးအဲ့တော့လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်အတန်တွေနောက်ကိုပါဒါနဲ့မျက်စိကြောင့်ဖြစ်တဲ့အကြိုက်နောက်ကိုသိမလိုက်နဲ့နားရဲ့အကြိုက်နောက်ကိုသိမလိုက်နဲ့ဒါကိုပြောဘုရားဆရာတော်ကြီးနှစ်ပါးရှိတယ်ငယ်ချင်းဆရာတော်ကြီးငယ်တဲ့စာတင်ပဲဆရာတော်ကြီးအရွယ်ရောက်လာတော့အဲ့မှာတပားကငယ်ချင်းတစ်ပါးကမျက်စိကွယ်တော့ကြီးမပြန်ဆုံးတော့ငယ်ချင်းတစ်ပါးအားပေးတော့မျက်စိကွယ်နေတဲ့ဆရာတော်ကြီးကိုမျက်စိမြင်တဲ့ဆရာတော်ကြီးကသူ့ရဲ့စိတ်ကလေးတက်တာအောင်ဆိုတော့အားပေးတယ်ဘယ်လိုအားပေးလဲအရှင်ဘုရားလူညာကောင်းလိုက်တာဗျာမျက်စိမမြင်ရတဲ့အခါကျတော့အချောအလှတွေမတွေ့တော့ဒေါသတွေမဖြစ်ဘူးဗျာတဲ့အရှင်ဘုရားမျက်စိမမြင်တာလည်းခက်ကောင်းကောင်းပဲဗျာအဲ့လိုအားပေးတော့မျက်စိမမြင်တဲ့ဆရာတော်ရဲ့ဗာပြန်လျှောက်တယ်အဲ့ဒါကအရှင်ဘုရားကအထင်ကိုဗျာ
ဒီတော့မျက်စိမမြင်တဲ့အခါကျအတန်ကြားရင်လေတဲ့အပြိုမှမသိအအိုမှမသိတပည့်တော်ကအဲ့အတန်နောက်ကိုလိုက်ပြီးပြတာပို့ဆိုးတယ်ဗျာကဲကြည့်စမ်းဘလောက်တန်ဝေကရစရာတော့ဘလောက်ဟိုတရားရစရာဆရာကြီးပြောလိုက်တာဆရာတို့ပညာရှိတယ်သိမှန်တာအရှင်မြတ်မျက်စိမြင်အကိလေသာအဖြစ်တတ်တာတယ်လို့ထင်တာ哦ဘုရားတပည့်တော်ကမမြင်ရတဲ့အခါကျတော့အတန်မြန်းကြားလိုက်ရင်အပြိုမှမသိအအိုမှမသိမာတုကာမအတန်ဆိုအဲ့ကိုပါသွားတာဘုရားတဲ့တချို့အဖွားတွေရတယ်အပြိုလေးအတန်နံသေးသေးလေးနဲ့ရှိတယ်နော်တဲ့မမြင်တဲ့အခါကျအဖွားကြီးရွတ်သွားပြီးတော့အမှ16နှစ်တင်သွားတယ်သွားအတန်နောက်ကိုလိုက်သွားနော်အဲ့တော့ခါကြိုက်တဲ့မျက်စိကိုထိုးဖောက်ဖို့မဟုတ်ဘူးနားကိုထိုးဖောက်မို့အဲ့အခိုက်အတန့်လေးမှာမြင်စေအခိုက်အတန့်မှာမှတ်ရင်အဲ့ဒီအကြိုက်နောက်ကိုလိုက်ပြီးလောဘတွေမဖြစ်တော့ဒေါသတွေမဖြစ်တော့နော်မျက်စိနောက်ကိုအကြိုက်နောက်နားအကြားနောက်ကိုသိမ့်လိုက်တယ်နှာခေါင်းအနံ့လေးအနံ့နံချင်းပဲနံ့တာပဲအနံ့ကိုဂါနပဒါရနဲ့ဒီနှာခေါင်းနဲ့ဂန္ဓာယုံနဲ့သွားတယ်ဆိုအဲ့ဒါနံနဲ့ဆိုတဲ့နံနဲ့မှလည်းအစွဲပါသွားရင်သူ attachment ကပါတော့ဒီအနံ့လေးမှုေးလိုက်တာဆွဲသွားလို့ပြတယ်အနံ့ကအနံ့လို့တတ်တယ်ဆိုတော့ဆွဲတော့အနံ့လည်းအဲ့တော့ဟိုဘုံတရားလေးတခုဟောဘူးလေကြာတော့လည်းနေတတ်သွားမှာပါအနံ့လေးကြာတော့လည်းနေတတ်သွားမှာပါဟုတ်တယ်လို့အဲ့နေတတ်နေမို့လားအခုလေကြာတော့လည်းနေတတ်တာအခုနေတတ်နေပြီလေတရားပွဲတော်မှာဟိုမက္ခရာလှမ်းပြောတယ်ဘုံရဲ့ဘယ်နေ့မီးလာတာဗျာတဲ့မီးလာတဲ့ရက်ကလေးဩကဲမီးလာတာမှတ်တတ်နေပြီလေသူမီးလာတဲ့ချိန်လေးဘယ်ချိန်မီးပြတ်မယ်ဆို ready ပြင်ထားပြီမီးလာရင်ဆိုပါဝါပါနဲ့တိုးဖို့အစင်းနေခင်ဗျားတော့နေတတ်နေပြီပဲကြာတော့လည်းနေတတ်သွားပဲအဲ့ဒါလေနော်အဲ့တော့ဒီအနတ်နဲ့ပတ်သက်ပြီးဘုန်းကြီးဟိုဇွန်တော်ကြက်ပဲစိပါလေငါအနတ်နေနေတယ်ခါကျတရားပွဲသွားလို့အနတ်နံတာပဲတခါကျဟိုပကိုးနာအထွတ်ငပိတန်းရောက်လေအနက်နဲ့အရင်ထောင်းနဲ့ကားပိတ်ထားတော့ဝင်လာသေးတယ်။ဘုံတော့တခဏပြုတ်ဖြတ်သွားတဲ့အနက်မခံနိုင်ဘူး။အဲ့နာလူတွေတော့မေးကြည့်နန်းသေးလား။ကဲအသားကြတော့လဲနေသက်သားမှာဒီအနက်မှာယိုးသွားတာနော်။အဲ့ဒါကမစွဲတော့ဘူးသူတို့ကကိုကအခိုက်အတန့်မဟုတ်လို့လိုက်ဆွဲပြီးတော့ရှူကြည့်လိုက်တဲ့အခါမှာအနက်ကတာယာဝါလာ attachmentဒါပေမဲ့သူတို့အဲ့နားမှာနေ use လို့ဖြစ်သွားဒီပုံမှာမဆွဲတော့ဘူးမဆွဲတော့ဒီပုံမှာအသားကျနော်အဲဆိုသူနေတတ်သွားတယ်ကြောင့်အဆွဲမပါဘူးလို့အကြိုက်တင်တာနှာခေါင်းအကြိုက်တင်နောက်ကိုမလိုက်နဲ့အဲ့ဒါပြောတာလေသူနှာခေါင်းအကြိုက်ဒါကြောင့်ကာမဂုဏ်အာယုံကဘလောက်ပဲကောင်းသူကလွန်သွားရင်မကောင်းလွန်သွားရင်တရားအာယုံကလာသူကမပြောင်းတာပုထုဇဉ်ရဲ့ကျန်တဲ့အာယုံတွေကဘလောက်ပဲကောင်းအလွန်ကြုံဖြစ်သွားရင်မကောင်းဘူးစားကောင်းလို့အများကြီးစားမကောင်းလို့မမွေးကောင်းလို့ကြာကြီးမွေးကြည့်လေစပယ်ပန်းလေးမွေးကြည့်ပါကြာကြီးမွေးကြည့်တယ်အဲ့အမွေးနဲ့ပြတ်မသွားဘူးလားချင်းကြီးပဲဖြစ်သွားတယ်နော်အဲ့ကြာတော့ညီစီစီနန်းလာဟုတ်တယ်မလားအဲ့ကာမဂုဏ်အာယုံကအများနဲ့ချင်းကြီးပဲဖြစ်အများနဲ့ပြောင်းညအဲ့ဒီပုံမှာ serious မဖြစ်ဘူးလို့နော်အတင်းဓာကြီးမရမနေဆိုတာမျိုးမဖြစ်ရအောင်အဲ့တော့နှာခေါင်းနဲ့ပတ်သက်ပြီးအကြိုက်တွေနောက်ကိုမလိုက်ပါနဲ့နော်ပြီးလို့ရှိရင်ပါဇက်ဇိန်ဝပတာအယအဲ့ဒါအယတာကြောင့်ဒုက္ခတွေရောက်နေတာလေရှာအလိုလိုက်လောမတိုက်နဲ့နော်စာမှာတစ်စီကခဏပဲဒါပေမဲ့ပြင်လိုက်ဆင်လိုက်ရတာနော်ပြင်လိုက်ဆင်လိုက်အကြာကြီးပဲလေတစ်မျိုးပြီးတစ်မျိုးပြောင်းစားနေဟုတ်လားပါဇက်လေးမြန်ပြက်ရင်ဘလောက်ပဲကောင်းအောင်လုပ်တာဒီပါဇက်ရှာလေးဖြတ်တဲ့အချိန်မစားနိုင်တော့ဘူးနော်အဲ့တော့တစ်ခါကျရင်တို့တွေကဟိုဒီရတ္တတဏနဲ့ပတ်သက်ပြီးတော့လေဒီဟာကိုလည်းရှော့ဖို့လိုတာ attachment ပေါ့အဓိကကတော့ဒီပုံမှာတဏစိတ်မဖြစ်ဘူးပဲ serious မဖြစ်ဘူးတခါဘုံကစာလေးတစ်ပုဒ်ရေးပြီးတက်လို့နဲ့ရတ္တတဏဆိုပြီးကိုရီးယားမှာတော့အဲကိုရီးယားဘုန်းကြီးတွေကတက်လို့စားတယ်ရာချေမဲမောက်ဟောရာချေစားအသီးရွက်ပေါ့ချေရှိခေါ်ကိုရီးယားလို့သူတို့ကအသီးရွက်ပဲစားတော့ဘုံကဗမာဘုန်းကြီးတွေကျတော့ကတ်ထားစားတာတနေ့တော့ကိုရီးယားတက္ကမကြီးတယောက်လာတယ်စုံစမ်းနေချိန်ရောက်လာစုံမကြည့်နှာခေါင်းရှုပ်ရှင်များရဲ့အသားရည်လည်းများလိုက်တာနော်အသားရည်အသားနဲ့နေရညီမနှံဟိုဖြစ်ဘူးလားတဲ့ဒီလိုဘုန်းကြီးတွေကျတော့တက်လို့ပဲစားတယ်ဖေ။အဲ့ဒါသူပြောပြတယ်ဒကမာကြီးလို့တက်လို့စားခြင်းမစားခြင်းတဲ့ဘုန်းတော်ဗုဒ္ဓဘာသာမှာတော့ထေရဝါဒမြတ်စွာဘုရားဒီအပေါ်မှာတဏှာမဖြစ်ဘူးပဲဘုန်းတော်ကစားရဲဆိုရင်အဲ့လောဘနဲ့သိပြီးစားတာမဟုတ်ပါဘူးလို့ဖိုက်ပြအောင်စားတဲ့သဘောပါပဲ။ဒါဗမာပြည်ကဘုန်းကြီးထေရဝါဒဘုန်းကြီးနဲ့စောက်ကန်စားရတာဆိုဟိုစည်းစားကြောင်းလို့မရလူတွေတူတဲ့ဟာကိုစားတာလေလူတွေကရှင်များတဲ့တိတန်လုတ်ပြီးကြတာသူ့အိမ်မှာချက်တာလေးလုပ်တာရွေးချက်ပိုင်းလို့မရှိအဓိကတဏှာမဖြစ်ဘူးပဲဒကမာကြီးတယောက်ကျတော့ဘာလျှောက်သူတကကြီးတက်လို့စားတယ်ခொနည်းရဲ့ဒိဋ္ဌံဝင်နဲ့ဗျာရှင်များတကကြီးဒီလိုမြင်မြန်ထွက်စေခြင်းပြီးတဲ့တက်လို့က
ဘာဖြစ်လို့လဲဗျာတနေ့တစ်မျိုးလုတ်ပေးနေရတာမယိုးတပီးတော့ပင်ပန်းတယ်ဗျာတဲ့တတ်တက်လုတ်ကိုလေတစ်မျိုးပြီးတစ်မျိုးလုတ်တယ်ဒီကသူကစိတ်ကတိုးတယ်သူကြိုက်တာမဟုတ်အော်တတ်တက်လုတ်လားစားတာပြောတာလေအခုနောက်ပိုင်းကအသားတူတွေကြက်ပေါင်ပုံစံအတူတွေပဇွန်တုပ်ခွေးပုံစံအတူတွေခင်ဗျားတို့ကဘာထူးမှယတတနာလေပို့တော့လှုပ်ရှုပ်တာမရှုပ်ဘူးလားတတ်တက်လုတ်တော့စားပါတယ်လှုပ်လိုက်တာအော်အသားတူတွေနဲ့ဒီဟာကိုကြက်သားအမှတ်နဲ့စားနေတာဟုတ်ဗျာဟုတ်တယ်မလားကြက်ကြော် taste အောင်လည်းလှုပ်ထားသေးတယ်လေအဲဒီပြောဆက်ပြောမယ်အရတတနာနဲ့ပတ်သက်တက္ကမတွေကဟိုတက္ကရီလိုဘီယာမတောက်ဘူးပေါ့အရင်မတောက်အရင်မတောက်ဘူးတချို့ကြောက်လည်းပဲအယ်ကိုဟောမပါပါဘူးခင်ဗျာတဲ့ဘီယာ taste လေးပါပဲအရသာလေးအမှုတော့မမှုဘူးဒါပေမဲ့အဲဒီ taste လေးမှာ attachment တော့ဖြစ်လေတဏှာပဲလေဟုတ်တယ်မလားဘီယာအရသာလေးကိုကြိုက်တာဟုတ်နော်မှုတော့မမှုပါအယ်ကိုဟောမပါတော့သူကမမှုဝင်မယ်ဒါပေမဲ့ taste ကတော့ဘီယာအရသာပဲလေအဲ့ဒါဆိုဒါရတ္တတဏှာပဲဟုတ်လားအဲ့တော့ဒီအကြိုက်တွေနဲ့မလိုက်နဲ့ဆိုဒီရှာအလိုလိုက်လောမတိုင်တယ်အသက်အရွယ်ရလာရင်တို့တွေကမခံစားဘူးတာမှမဟုတ်တာအရွယ်တစ်ခုရောက်လာရင်တော့ဖြတ်ဖို့တိုးတယ်ဒါကြီးတွေတောက်ခဲ့ပြီးပြီပဲအချင်းချင်းတောက်ခဲ့ပြီးအရွယ်တစ်ခုရောက်ရင်ကိုယ်ကျမ်းမာကြီးဖြတ်တင်ဖြတ်ဖို့လိုလားမလိုဘူးလားအဲ့ဒါကြောင့်အချင်းလိုက်ဆိုင်ချင်းရမယ်ဆိုအဲ့ဒါပြောတာလေအကြိုက်တွေနောက်ကိုသိမ့်မလိုက်နဲ့ဒီအာယုံတွေမခံစားဘူးတာမှမဟုတ်တာဒီအစားအစာမစားဘူးကြတာမှစားခဲ့ပို့ပြီဆိုရင်အချင်းတစ်ခုရရင်တော့ဖြတ်ဖို့လိုတယ်အဲ့ဒါပြောချင်တာနော်ကိုဖြတ်ရင်ပြတ်တာပဲလေမရဘူးမရတာစိတ်ပါနော်အဲ့တော့အကြိုက်တဲ့နောက်မလိုက်နဲ့ဆိုတာအာယုံ၅ပါးကာမဂုဏ်တရားရဲ့နောက်မလိုက်နဲ့ရှာနဲ့ပတ်သက်ပြီးတော့ဒုက္ခအဖြစ်မခံနဲ့နောက်ကာယဖုဒ္ဓဘာအထီးအတွေ့နဲ့ပတ်သက်ပြီးတော့လေတိတ်ကြိုက်မလိုက်နဲ့အထီးတွေ့တွေကလူတွေကဖုဒ္ဓဘာအာယုံနုနုညံ့ညံ့လေးဝစ်ချင်တာဟုတ်နော်နုနုညံ့လေးဝစ်ချင်ကြတာလေဒီအသားလေးတော့ဝနုညံ့ဘုန်းကြီးတို့သင်္ကန်းနဲ့စီကြည့်တယ်နော်ဒီတစ်စုံဆို3သိန်းခွဲလောက်ရှိ3သိန်း6တောင်းလူတော့လည်းလူတာပါလူတွေကလည်းဆရာတော်ကြိုက်တယ်ဆိုရင်ဒါအောင်ပဲလူတာလေအဲ့တို့ကဒါတွေဝိပါများခက်ကြမ်းညက်တကောလည်းမဝစ်ချင်တော့ဘူးလေဟောတဲ့အာယုံနောက်ကိုလိုက်တာလေဆရာလေးတွေဝစ်စုံနေလေအဲ့လိုပဲဒါပေမဲ့သူတို့လူတာဆိုတော့ဘုံဘဝကြတော့ဘာလုပ်ရဆိုအကောင်းစားရေးလူတာများတယ်ဘုံကြီးကြတော့လူတော့ဘာဖြစ်လဲလူတဲ့လူကိုအကျိုးများအောင်ဆိုဝစ်ပေးတယ်ဝစ်ပေးပြီး2ပတ်လောက်ဝစ်ပေးပြီးရှော်ပြီးတော့တေချာပြီးလို့တိုက်ပြီးတော့ဆရာတော်အကြောင်းကစာကြဘုန်းကြီးကိုပြန်ဆုံးပြီးသူတို့လည်းဆရာတော်ကြီးကကောင်းကောင်းနေကြာလို့တဲ့အခါသူတို့ကဘုန်းကြီးကြီးရတာပိုကြိုက်တယ်အဲ့တော့ဘုံကလူရှင်တွေလည်းကုသိုလ်ဖြစ်အောင်ဝေပေးတယ်ပြီးရင်ပြန်ပြီးတော့စွန့်ပေးတယ်ဆိုတော့အလေးလွတ်မဖြစ်တော့တဲ့အပြင်ပို့ပြီးတော့အလူရှင်တွေမှာကြိုတရားများဝတ်ပေးပါတယ်2ပတ်လောက်ဆိုရင်သူပြန်ပြီးတော့ဟောပေးနော်ပြကျင်တာကတို့တွေဒီအထီးအတွေ့မှာဘယ်လောက်ထိအာယုံတွေကများကြလဲကာမဂုဏ်အာယုံဆိုဖုတ္တပစေခန္ဓာကိုယ်အထီးတွေ့မှာလေဟိုဒီမာကြီးတခါကြီးများအဝိစားတွေအမျိုးမျိုးရှိတာလေမျိုးရှိတာပဲတချို့ဆိုလည်းဟိုပိုးသားတွေကလေးတွေကပိုများတယ်လေသူတို့ဝိစားတွေကလေသူတို့သူမှဝိစားတွေကလည်းတက္ကမတွေဗီဒီယိုထဲမှာအလုံးအထောင်လောက်ရှိတယ်သူကအဝိစားအခြေတွေအဝိစားတွေအပြင်ထွက်ကနေဘယ်အဝိစားဝဲရမှမသိဘူးသူတို့ပါလေဘယ်ဟာလေးနဲ့လိုက်နဲ့ရွေးရတဲ့ဒုက္ခထွက်မလာဘူးဟိုကတကားစောင့်နေသပင်းဖြူတော့ထွက်မလာဘူးပြီးလို့ချင်းမရှိတာလည်းမဟုတ်ဘူးရှိတယ်အိမ်မှာလေဒါပေမဲ့အစ်စ်ပေါ်နဲ့ထပ်ဝဲချင်တာလေတက္ကမတွေအအိတ်ဆိုလည်းအဲ့လိုပဲကြာbranded အိတ်တွေ LV တို့ Gucci တို့ကလူကျင်သေးတာအိမ်မှာရှိတယ်တစ်လုံးရှိသေးတယ်နှလုံးသုံးလုံးတော့ရှိသေးနောက်တဲ့အသစ်တော့ဒီဇိုင်းအသစ်တွေနဲ့လူကျင်ပြန်ရင်တက္ကမတွေရှိတဲ့အတွက်ကြောင့်လည်းဒီလောကကြီးကစီးပွားရေးလုပ်ငန်းရှင်တွေအလုပ်ဖြစ်တာတရားတို့ကျေးဇူးတင်ပါတယ်တရားတို့ရဲ့စိတ်တွေအိမ်မှာလည်းပုံနေတာအောင်ကြာတော့လည်းဝစ်စရာမရှိဘူးများပြီးတော့ဝစ်စရာမရှိဘူးနော်အဲ့တော့ဒါလည်းပဲအာယုံနောက်ကိုလိုက်တာဒီအထီးအတွေ့တွေကြောင့်ဖြစ်ရတဲ့ကာမဂုဏ်အာယုံအကြက်တွေနောက်ကိုအတတ်နိုင်ဆိုလျှော့ချပါသူကဒီအဝိဇ္ဇာဆိုတာကသူကဟိရိဥတ္တပါအရှက်ကြောက်ကိုဖုံးဖို့ဝိထားပဲလေဟုတ်ပြီလားအဝိကတော့ဝိရမယ်နော်အဝိမဟုတ်ပဲနေလို့မရလူဆိုတာအဝိဘုမှလာတာလေအဝိမဟုတ်ရင်မလှဘူးနော်တချို့အဝိတွေမိုးကြတာကိုလေလိုင်းဘောဆိုလေလိုင်းဘောဆိုမဝိကြတာဟုတ်မဝိတာမဝိနဲ့တတ္တပတ္တလေးဆိုရင်တော့ပါသေးတယ်နော်ကိုယ်ခန္ဓာကိုကြည့်ကြည့်လေအဝိစားမပါမယ်ဟိုလုံးဒီမှန်ဟိချိုးကန်းနဲ့3ပတ်လောက်ပတ်ကြည့်စမ်းဒီခန္ဓာကြီးနဲ့အဝိစားမပိုင်ပူဆိုးတဲ့ယုတ်ကလေအဲ့တော့ကိုယ်ကဝိကြပါလှအောင်ဝိကိုယ်ခန္ဓာနဲ့ကိုလိုက်အောင်ဝိပြီးတော့မတန်မရဝိမြင်တမရဝိတာဆိုတော့ဟိုကောင်းချင်းတုတ်ထုတ်ထားတဲ့ယုတ်ခန္ဓာတွေကလေတို့ကလည်းဆိုတော့ဟိုလှအောင်ဝိရင်းနဲ့မလှတော့ဘူးဖြစ်သွားနော်အဲ့တော့ဟိုအဓိကတော့စိတ်ကလေးလှရင်ပေါ်ပါတယ်ဗျာနော်ဒါကြောင့်ဘဝမှာနေထိုင်မှုနဲ့ပတ်သက်အချက်၃ချက်နံပါတ်1အကြိုက်တွေနောက်ကိုမလိုက်ပါနဲ့ဆိုလိုက်ကြအောင်ဘဝဆိုတာခဏပါလွတ်ချတဲ့နာလွတ်ချပါဘဝဆိုတာခဏပါ
ဆွန်လွတ်တင်တာဆွန်လွတ်ပါ ဆွလွတ်တင်တာဆွလွတ်ပါ ဘဝဆိုတာ ဘဝဆိုတာ ခဏပါ ခဏပါ လက်ခံတင်တာလက်ခံပါ လက်ခံတင်တာလက်ခံပါ ဘဝဆိုတာ ဘဝဆိုတာ ခဏပါ ခဏပါ လွတ်ချတင်တာလွတ်ချပါ လွတ်ချတင်တာလွတ်ချပါ ဘဝဆိုတာ ဘဝဆိုတာ ခဏပါ ခဏပါ ဆွန်လွတ်တင်တာဆွန်လွတ်ပါ ဆွလွတ်တင်တာဆွလွတ်ပါ ဘဝဆိုတာ ဘဝဆိုတာ ခဏပါ ခဏပါ လက်ခံတင်တာလက်ခံပါ လက်ခံတင်တာလက်ခံ ဘဝကအကြာကြီးလားခဏလေးလားခဏအခိုက်တန်လေးမှာလွတ်ချတင်တာတွေလွတ်ချရမှာနော်မလွတ်ချနိုင်လို့ခတ်တင်းတင်းစုပ်ကန်တိုင်းခပ်ပြင်းပြင်းခံစားရတာပေါ့ဖြေလျှော့လိုက်မှအနေပေါ်တာလေဟိုကလွတ်ချတာများလားစုပ်ကန်ထားတာများသိတာပဲနော်ပြည့်ရသားနဲ့ကိုပဲမလျှော့နိုင်တာလေမလွတ်ချနိုင်သိလေးလိုက်လွတ်တာချလိုက်ပေါ့ဘာလို့လေးတိုင်းကိုထမ်းထားမှာလဲပူတိုင်းကိုယူထားမှာလဲတို့တည်းမလွတ်အပ်တဲ့အတွေးတွေကစထည့်ထားတာတွေးတွေထည့်တာနော်ကွန်ပျူတာလိုပဲပြိတယ်ကွန်ပျူတာမှာသူကတချို့ဟာကျ delete လုပ်ရ clean လုပ်ရမလို့ရင်အဲ့ဒီကွန်ပျူတာ hard disk ကကြာတော့လေးတာကွန်ပျူတာဟန်းနေဆိုတာရှိလားမရှိဘူးစိတ်ကလေးအဲ့လိုပဲမလွတ်အပ်တဲ့အတွေးကိုဖယ်ထုတ်ရတာမထုတ်တိုင်းနဲ့တွေးတာကြားတဲ့အခါကျတော့အဲ့အုံနောက်ကအလုံးမလို့တော့ဘူးခေါင်းထဲမှာအများကြီးပဲမလိုတာတွေထည့်ထားတာရတော့ခေါင်းထဲမှာအတွေးတွေမလိုတာတွေအများကြီးရှိလားမရှိဘူးလားအတွေးရလဲတွေးရင်ကောင်းတာပေါ်တာများလားမကောင်းတာပေါ်တာများကြည်စမ်းဘဝမှာကောင်းတာတွေလုပ်ခဲ့တာတွေအများကြီးရှိရတာနဲ့တွေးပြီးဆိုရင်မကောင်းတဲ့အတွေးကအရင်ပေါ်တယ်လေမချစ်ပြတ်နိုင်မချစ်တယ်လွတ်ချပါနော်လွတ်ချတဲ့နာလွတ်ချရမယ်ဆွလွတ်တဲ့နာဆွလွတ်ရမယ်လက်ခံတဲ့နာလက်ခံရမယ်အကောင်းမြင်တစ်ခါကျဘဝရဲ့နေထိုင်မှုနဲ့ပတ်သက်ပြီးအကြိုက်တွေနောက်ကိုမလိုက်နဲ့ဆိုတာကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အကြိုက်တွေနောက်ကိုလိုက်တာတွေရှော့လို့လားမလို့လားအဲဘဝစတိုင်တစ်ခုပြောင်းသွားတယ်ဘဝမှာသုံးခဲ့ဘူးတယ်လေကြိုက်တာတွေရှိရဲအဲ့ဒီကြိုက်တာတွေဆွတ်ချတဲ့အခါစဉ်ဆွတ်ချဖို့လိုတယ်နံပါတ်1ကအကြိုက်တွေနောက်ကိုမလိုက်ပါနဲ့နံပါတ်2ကတန်ရုံးစဉ်တွေကိုရှော့ပါဘဝစတာ lifestyle ပြောင်းရင်ဘာရှော့အောင်လဲတန်ရုံးစဉ်တွေကိုရှော့ပါတန်ရုံးစဉ်လို့ပြောရင်ချစ်တာကိုပဲတန်ရုံးစဉ်လို့ထင်တာလူတွေကချစ်တာကိုပဲတန်ရုံးတကယ်ကြမုန်းတာလည်းပဲတန်ရုံးစဉ်နော်တန်ရုံးစဉ်လို့ပြောရင်ချစ်ချင်းမုန်းခြင်းကိုပြောတာအားကိုပြောတာလေချစ်ချင်းမုန်းခြင်းအဲ့ဒါတွေကအခုရှော့ဖြစ်တာများလားပိုဆိုးတာများဟောသိတာပဲနော်သိတယ်မရှော့နိုင်ဘူးချစ်ရင်လည်းအာရပါချစ်ကြတယ်နော်မုန်းရင်ရောမုန်းတာပဲနော်ကိုယ်သူများမုန်းရင်ကြိုက်လားကြိုက်ပါဘူးကိုကြတော့ကိုယ်သူများမုန်းရင်ဆိုရင်မကြိုက်ဘူးကိုကြသူများကိုမဟာတရားမုန်းတယ်နော်အာရပါရမုန်းတယ်နော်ကိုမုန်းတဲ့သူတွေရှိတယ်လေမရှိဘူးလားနိုင်ငံရေးပါလိမ့်မုန်းတဲ့လူတွေမုန်းပြီဆိုရင်အဲ့လူနဲ့ပတ်သက်ပြီးကောင်းတာကိုဖြစ်စေခြင်းလားဆိုးတာကိုဖြစ်စေခြင်းအဲ့ဒါပဲနော်ကိုမုန်းတဲ့သူတစ်ခုဖြစ်တော့နဲတော်နဲသည်ပျော့တယ်လေကြည့်စမ်းဒါတွေကချက်ချင်းမုန်းခြင်းတော့ကိုလိုက်တာလေချက်ချင်းမုန်းပြောင်းလူတယောက်ရဲ့ကံကြမ္မာရဲ့အခွင့်ရဲ့အကျိုးပေးတာတတ်ရှိပြီးသားနော်လူတိုင်းမှာသူ့ကံရဲ့သူ့အခွင့်ရဲ့သူ့အကျိုးပေးတာရှိလားမရှိဘူးလားအဲ့ဒါကိုကချက်ချင်းမုန်းခြင်းနဲ့သူ့ကံကို pressure ပေးလို့ရပါမလားမရဘူးနော်သူ့ကိုမုန်းလို့သူ့ကိုမြန်ဒုက္ခရောက်စေခြင်းနဲ့စိတ်ကသူ့ကံကိုကိုယ်ကံဖြစ်အောင်လုပ်တာပဲဒီစမ်းသူ့ကိုမုန်းလို့သူ့ကိုမြန်ဒုက္ခရောက်စေခြင်းနဲ့စိတ်ကသူ့ကံကိုကိုယ်ကံဖြစ်အောင်တွေးယူလိုက်တာပဲအဲ့ဒီအမုန်းစိတ်နဲ့တည်သွားရင်ကိုကအရင်သွားမှာကိုကအေးစေးပဲတတ်တရရပဲဟောရောချစ်ချင်းမုန်းရင်လည်းလူတယောက်ရဲ့ကံတရားကို pressure ပေးလို့မရဘူးသူ့ကံရဲ့သူ့အကျိုးပေးရဲ့သူ့ခွင့်ရဲ့ဆိုတာတတ်ရှိလားမရှိဘူးလားအဲ့လိုပဲချစ်လို့ဆိုကြာဆန်းစေခြင်းလို့ရပါမလားတို့ချစ်တဲ့သူရှိတာကြာဆန်းစေခြင်းတာပဲဒါပေမဲ့မရဘူးသူ့အကြောင်းတရားတွေရှိတယ်လေဒါကြောင့်လူတရားရဲ့ကံရဲ့အခွင့်ရဲ့အကျိုးပေးဆိုတာတတ်ရှိတဲ့သူကြောင့်သူ့ကံတရားရဲ့အကျိုးပေးကိုကသွားပြီးတော့ push လုပ်လို့မရဘူး pressure ပေးလို့မရဘူးသူ့အကြောင်းတရားနဲ့သူရှိလားမရှိဘူးလားကြောင့်တို့တွေချစ်ချင်းမုန်းခြင်းကိုလိုက်ပြီးတော့လူတရားကိုမုန်းတာတွေချစ်တာတွေ serious မဖြစ်စေချင်ဘူးနော်ချစ်ချင်းတွေရှော့ဖို့လိုတယ်အမုန်းကတော့မရှိလေကောင်းနေပေါ့ဒါပေမဲ့အချစ်တွေကရှော့တာများလားပိုချစ်တာများပိုချစ်တယ်နော်အရင်တော့ကတော့အခါကျရင်ကြည်စမ်းလူတွေမှာလေကိုယ့်အတွက်ချစ်တဲ့အချိန်မရှိကြဘူးကိုယ့်အတွက်ချစ်တဲ့အချိန်မရှိငငယ်တုန်းကတနေ့ကရွယ်9နှစ်အထိကျတော့အဖေတို့အမေတို့ချစ်တယ်အမေမမြင်ရရင်ဒီကလေးကမရဘူးအဖေမမြင်ရရင်မရငငယ်တုန်းကအဖေတို့အမေတို့အာရပါချစ်တယ်အမေအပြောက်မခံဘူးကလေးအရွယ်
အရွယ်ရောက်လာတော့ကိုတို့မောင်မောင်တို့ဖြစ်လာတဲ့အခါကျတော့အမေစကားနားမထောင်တော့ဘူးသူများကိုချစ်တယ်နော်သူများကိုချစ်တယ်ကောင်းပြီအိမ်အောင်ကြလာတဲ့အခါကျတော့ကိုချစ်ပြီလားဆိုမဟုတ်ပြန်ဘူးသားသမီးကိုပြန်ချစ်ပြန်သားသမီးတွေရတော့သားသမီးချစ်လို့ဝါပြီဆိုတော့တရားလေးအလုပ်လုပ်မယ်မယ်မီးဒီဘက်ကိုပြန်လှည့်သွားပြန်အချစ်ကသားအချစ်မီးအနစ်ဆိုပြီးတော့ခင်ဗျားကမွေးတဲ့အစပြီးအဖွားအရွယ်ကြီးကိုချစ်တဲ့အချိန်ဘယ်ချင်းရှိတယ်သူများရွယ်လိုက်ချစ်နေတာသူများရွယ်ချစ်နေတာနော်အဲ့တော့ကိုချစ်ဖို့အချိန်ပေးဖို့လိုလားမလိုလားကိုချစ်ဖို့ဆိုရင်ကိုကံကိုပြင်ဖို့လိုတယ်လေကိုအတွက်ကုသိုလ်အထုတ်တွေလုပ်ဖို့လိုလားမလိုဘူးလားအဲ့တော့ကုသိုလ်တွေလည်းလုပ်ကြပါကိုအတွက်ပါရာကကုသိုလ်ပဲနော်ဘုံဉဏ်ဒုက္ခံဇီဝိတသင်္ကရှံမိဘုံဉဏ်ကုသိုလ်ကောင်းမှုရှိခြင်းတွေဇီဝိတသင်္ကရှံမိသေခြင်းတရားနဲ့ရှင်လာတဲ့အခါဒုက္ခချမ်းသာတယ်ကုသိုလ်ကောင်းမှုကသေဂာနိကာလမှာပိုတိတာတယ်တဲ့ကုသိုလ်ရဲ့စွမ်းအားပါလေသေခြင်းတရားနဲ့ရှင်လာပြီလေခင်ဗျားတို့သိအားကိုရတဲ့ယောက်ျားကိုအာယုံပြုလို့ရရဲ့လားသိပြီးတော့တန်ဖိုးရှိတဲ့အမျိုးသမီးကိုအာယုံပြုလို့ရရဲ့လားလိမ်မာတဲ့သားသမီးတွေကိုအာယုံပြုလို့ရရဲ့လားပိုင်ဆိုင်ထားတဲ့အရာတွေကိုအာယုံပြုလို့ရရဲ့လားသေဂာနိမှာကုသိုလ်ကောင်းမှုကပဲအားကိုရငရင်လှုပ်တယ်အားလုံးထားခဲ့ရတာကြည်တယ်စကိုင်းပီလာကြီးဘာကုန်ပြူကြအဲ့မှာချမ်းသာလေးပါတဲ့စိတ်တတိတွေကြောက်တတိတွေအများကြီးဆရာဝန်တွေလည်းပါသွားဒီစအဲ့ချိန်မှာသူတို့အားကိုရတဲ့ရှင်ငွေပရမညာကြောက်တန်ယာတုဌာဏန္တရာတွေအားကိုရအစင်မဟုတ်တော့ဘူးနော်အဲ့တော့တည်ခြင်းတရားနဲ့ရှင်လိုက်ကုသိုလ်ဟာအားကိုအဲ့လိုအပ်ရင်ချစ်တော့ချစ်ပါရှော့ချစ်ပါနော်အချစ်တွေရှော့ဖို့လိုတယ်လေအမုန်းနေရတော့မမုန်းမဲ့နေနိုင်တာကောင်းတာမုန်းနေရှုံးပြီကိုစိတ်အမုန်းအာဃာတဒီတွေးလိုက်စမ်းအဲ့အမုန်းစိတ်ကချစ်တဲ့စိတ်နဲ့မုန်းတဲ့စိတ်ဒေါသနဲ့ဒီမေတ္တာကွာတယ်လေအေးတဲ့နဲ့အပူတဲ့ကွာလားမကွာဘူးလားကွာပါဗျာဒေါသကလည်းပြိဿဟိုစိတ်မဆိုးဘူးတဲ့နေရှိလားရှိပါတော့တော်တာပေါ့ရှိဘူးတဲ့ဒေါသမထွက်ဘူးတဲ့နေရောရှိလားရှိဘူးနော်ဒေါသထွက်နေတာခါကျရင်ထွက်စရာမကြည့်ဘူးသူ့ထွက်ကိုထွက်ရင်တော်သေးတယ်တခါခါကျကောင်းငင်မော့ကြည့်ပြီးထွက်တယ်ဗျာနေကြီးကလည်းပူလိုက်တာနေပူလို့ထွက်ပြန်ဒေါသနေမပူပြန်လဲမပူလို့စိဒေါသထွက်ပြန်မိုးကလည်းမရွာရင်လည်းမရွာလို့ဆိုမိုးဒေါသထွက်ပြန်ရွာပြန်လို့လည်းဒီမှာရေတွေရှံလို့ဒေါသမတိတ်လို့ဒေါသထွက်ပြန်စောင်းကလည်းမအေးရင်လည်းမအေးလို့ဆိုဒေါသထွက်ပြန်အေးတော့လည်းခြုံတရားစောင်းမရှိလို့ဒေါသထွက်ပြန်ကျဲရဲ့ဘဝကတခါကျအထာနာကောပါမလိုအပ်ပဲဖြစ်နေတဲ့ဒေါသတွေများလားမများဘူးဘဝမှာမလိုအပ်ပဲနဲ့စိတ်တိုင်းမကြတော့စိတ်ရိုင်းတွေကရတော့တာပဲနော်ဘိုလ်လိုလဲစိတ်တိုင်းမကြဒေါသဖြစ်ကြတာလေဒီလိုလဲစိတ်တိုင်းမကြဒေါသဖြစ်ကြဒေါသကလည်းပူတယ်နော်စိတ်ဆိုးတာရဲ့စိတ်ကောက်တာရဲ့စိတ်နာတာရဲ့ဒေါသရဲ့သဘောလေးစိတ်ကောက်တာကဒေါသအသေးစားစိတ်ဆိုးတာဒေါသအလတ်စားစိတ်နာကဒေါသအကြီးစားဘယ်ဒေါသမမကောင်းဘူးဘယ်ဒေါသမမကောင်းစိတ်ကောက်တယ်ဘာဖြစ်လို့ကောက်တယ်အချော့ခံတယ်လို့ကောက်နော်ဘုရားမေးကြည့်လေအားလုံးကောက်ခုကြတာနော်ကဲခင်ဗျားတို့ဘာလို့ကောက်တာလဲအချော့ခံကြတာနော်အဲ့ဘုံကကြပြလေးရေးဦးတွက်လက်များမြဲပါစေစကြပြစိတ်ကောက်တယ်ဆိုတာအချော့ခံခြင်းလို့ပါပဲအလျှော့မခံတဲ့မာနတရားနဲ့အချော့ခံခြင်းသူကိုမချော့အားရင်သူတင်းကိုတင်းအတူတင်းတော့အပူပြင်းတဲ့အထိရလက်ရှိနော်မချော့ရင်လည်းမပျော်ပဲနဲ့တော့မနေပါနဲ့ကိုယ့်ကိုတယောက်တည်းကောက်နေဟိုကသိအောင်မသိဘူးနော်ဖုန်းခေါ်လို့မရစိတ်ကောက်တယ်ဟိုကဘာမှမသိဘူးလေအစည်းအဝေးခန်းထဲရောက်နေလားဘာမှမသိဖုန်းကဘက်ထရီတောင်းနေတာမသိဖုန်းမကင်လို့စိတ်ကကောက်နော်ဖုန်းမဆက်ရစိတ်မျိုးသမီးကြီးအကျုပ်ကလေးမှားတယ်ငါတပည့်မင်းတို့ပြောင်းပြန်ယူတော့လို့တက္ကမကြီးကဖုန်းမဆက်နဲ့ပြောတော့မဆက်ပဲမနေနဲ့ဆက်လို့လာမခေါ်နဲ့ပြောတော့ခေါ်စီလို့ပြောတာတော့မခေါ်ပဲမနေနဲ့ပိုဆိုးသွားလိမ့်မယ်သူအချော့ခံနေတာဒါတဘာဝအဲ့တော့မချော့ရင်လည်းမပျော်ပဲနဲ့မနေနဲ့သူ့ဘက်ကိုပဲညက် love is understanding ရှစ်စရနာလေကြည့်ဟုတ်အဲ့တော့ကိုကလည်းတက္ကမကြီးတခါကျမှညီလေးကကောက်ပြီကောက်မယ်ဆိုရင်လည်းကောက်ခံဒီစာလေးပါလေးပို့ပေါ့ဟိုကကျမရှင်းစိတ်ကောက်မလို့အဲ့ဒါမှသူကချော့လို့ရမှာပေါ့တခါကတစ်ဖက်သက်ကိုပဲကောက်နေတော့လေကိုပဲခံစားလားမခံစားဘူးခံစားရအကောက်လွန်တာလေဆရာတော်လည်းကောက်ထုတယ်ဘုဒ္ဓဘုဒ္ဓလေဘုဒ္ဓဘုံငယ်ကောက်တာအခုသိတော့မကောက်တော့ငယ်တော့ကဘယ်လိုကောက်လဲအမေကိုကောက်အမေကိုကောက်တော့ညနေသမင်းစားကြည့်သမင်းမစားဘူးဆိုကောက်ရောငါချော့ပြီးကျွေးစီခြင်းတာအဲ့တော့အဖေကဒီကောင်ခဏခဏကောက်တယ်မကျွေးပစ်ထားလိုက်အိမ်အောက်မှာသွားငိုနေတယ်အမေကလာမချော့ဘူးတရားငိုကြတော့အတန်ပဲထွက်မြေရမထွက်တော့တော့မှဆိုစောကြီးအိတ်တာမီးမရှိတော့အခါကျအဲ့ကြောင့်
ဖေတို့မေတို့ကအိတ်သွားလာလည်းမချော်တော့မငိုလည်းမငိုနောက်တော့ဘိုက်ကလည်းတကွီအော်တော့လေအဲ့ဒါထမင်းပြို့ကြောင်နဲ့ဝင်ကိုယ့်ကိုထမင်းခိုးစားထမင်းကြည့်မဲ့လူလည်းမရှိအကောက်လွန်သွားတော့မချော့တဲ့လူတွေသွားတို့ရင်ကိုယ်ပဲထမင်းငတ်တာလေအဲ့တော့ကောက်ရင်လည်းကြီးကြက်ပြီးကောက်လည်းခြေနေကြီးကောက်စိတ်ကောက်တယ်ဆိုတာဒေါသအသေးစားလေးတွေပဲနော်စိတ်ကောက်တယ်ဆိုတာအချော့ခံခြင်းလို့ကောက်တာအဲ့တော့ချော့ပေးကြပါတခါကြီးတွေချော့ပေးကြတခါတစ်ခါကျရင်တခါကြီးတွေနဲ့တခါမာကြီးတွေဘယ်သူကပိုကောက်ဟုတ်တယ်တချို့တခါကြီးတွေလည်းကောက်တယ်နော်တခါမှမကောက်ပါဘူး तू ကပဲကောက်တယ်အဲ့လိုတခါလည်းရှိတယ်အဲ့တော့နစ်နံနေတာဘယ်နစ်နံပိုကောက်ဟုတ်တယ်ဟိုတို့တွေကပိုကောက်တယ်စိတ်ကြီးတာဘယ်နစ်နံကြီးတယ်အင်းငါလည်းကြီးတာစနေရအောင်ဒီမဟုတ်ဘူးအဲ့တော့တချို့ကလည်းဘယ်နေ့နဲ့မွေးကျင်တာဟိုသားသမီးမွေးတယ်ဆိုအခုအချိန်နဲ့နေ့နဲ့ယူလို့ရတယ်ကျို့လည်းသားသမီးမွေးကြာသာပရိသတ်ယူလိုက်ကြပါကြာသာပရိအဲ့လိုမစိုးဘူးပေါ့ထင်တာပေါ့လေပိုစိုးတယ်ကဲအဲ့ဒါပြောတာလေဆိုတော့ကဒီဟာဆိုရင်နေ့နဲ့ဆိုင်ပါမလားဇယိုင်းနဲ့ဆိုင်သွားတယ်ဘာနဲ့ဆိုင်လဲဒါ character နဲ့ used to ဖြစ်နေတဲ့ကိုယ့်ရဲ့ဇယိုက်တွေနဲ့ဆိုင်ဒါကြောင့်တချို့အမူအရာတွေကဇယိုက်တွေမဖြစ်စေနဲ့အထုံမဖြစ်စေနဲ့အထုံဖြစ်သွားရင်အဲ့ဒါ तू ကကိလေသာတာရဟန္တာဖြစ်တော့မပြောက်ဘူးဝါသနာကလေကိလေသာတော့ပယ်တယ်ဝါသနာမပယ်ဘူးရဟန္တာကြီးတချို့ပါဇက်ကြမ်းကြမ်းပြောတဲ့ရဟန္တာကြီးရှိပြန်မြတ်စွာဘုရားလက်ထက်ကဆိုရင်လေ तू ကအမြဲတမ်းကြမ်းကြမ်းပြောတော့လူကမကြိုက်ဘူးဒါပေမဲ့ तू ကရဟန္တာကြီးဝါသနာတွေကလေတို့ပြောတဲ့အလေးနဲ့ဆဲတတ်တဲ့အလေးချင်းတွေမလောက်တာကောင်းတယ်မကောင်းတဲ့အမှုတွေအကျင့်ပါအောင်အကျင့်ဒါကြောင့်နေနံနဲ့မဆိုင်ပါဘူးဇယိုက်နဲ့ဆိုင်တယ်ဒေါသဇယိုက်တွေစိတ်ကောက်ထားရဲ့စိတ်ဆိုးတာလေစိတ်ဆိုးတာတချို့ကိုတော့စိတ်ဆိုးအောင်လုပ်လို့ရတယ်တို့တော့စိတ်နာအောင်လာမလုံးနဲ့သေးတယ်နော်စိတ်နာတာလည်းမကောင်းစိတ်ဆိုးတာလည်းမကောင်းစိတ်နာတာနဲ့ပိုကြီးသွားတာပေါ့နော်ဒေါသအကြီးတာအခုစိတ်ထဲမှာနာတဲ့သူတွေမရှိဘူးလားဟုတ်လားရှိတယ်တို့လည်းရှိတာပဲနော်ဟောစိတ်နာတယ်ဆိုတာအာဃာတပဲဒေါသပဲလေအာဃာတဆိုတာအခါကာတနေသမျှအနာရတာပဲဖတ်တယ်အာဃာတဆိုခွာချနိုင်မှာအနာကြပြီးတော့အသာရဘယ်လောက်ချစ်ဖြတ်နိုင်မလဲအဲ့လူတယောက်ကိုတိတ်မုံပြီဆိုကိုကအရင်စဖြတ်လိုက်တော့သူမုံလို့ကိုပြန်မုံတန်တရားဘယ်ဆုံးတော့မလဲနော်တပည့်တော့အလျှော်ပင် तू ကအနိုင်ယူမှာပေါ့အနိုင်ယူတာသူ့အကြောင်းပဲလေသူ့အကြောင်းဟာသူ့အကျိုးပဲပေါ့သူ့အကျိုးဟာကိုယ်အစိုးမဖြစ်စေနဲ့တန်တရားအဆက်ဖြတ်တဲ့အခါမှာအနိုင်အရှုံးတော့ထက်မတွက်နဲ့တော့ပေါ့တန်တရားနဲ့ချီပြီးပြက်ချင်တော့ဒီဘဝပြက်အောင်ဖြတ်ဖို့လိုတာပေါ့ကိုကရှော့ပြီးနိုင်မယ်ဆိုအဲ့ဒါမတွက်နဲ့ဖြတ်ဖို့ပဲလိုတာဘလောက်ဒီဘဝပြီးအောင်လာပြက်လိုက်တော့ဒီလောက်ဝစ်ကျွေးပိုင်ကဲပြီးအောင်ဆက်လိုက်ပေါ့ဟုတ်ဘူးလားမဟုတ်လို့သူ့ကိုပြန်ပြီးတုံ့ပြန်မှုကအလှတုံ့အလှဲ့ကမပြီးတော့ဘူးလေမပြီးတော့ဆိုပြန်လူတယောက်ကိုတိတ်မုံပြီဆိုကိုကအရင်ဆက်ဖြတ်လိုက်တော့မစုံစေတော့နဲ့ကျွန်တော်တညစားလေးတဲ့မစုံခြင်းမတူစေနဲ့အဲ့ဒါတော့မစုံခြင်းမတူနေနဲ့တူနေတော့စုံနေအောင်ပါပဲသူမုံလို့ကိုပြန်မုံတူမသွားဘူးလားအမုံသမားတွေစုံပါပဲသူယုံမှလို့ကိုယုံမှရင်တူမနေဘူးလားယုံမှတဲ့သူချင်းပြန်စုံပါပဲသူအကုသိုလ်လို့ကိုအကုသိုလ်လို့တဲ့သူချင်းတူနေမှာပဲတူရင်စုံနေမှာမတူစေနဲ့သူကအမဲဆိုကိုကအဖြူမစုံတော့သူမဟုတ်တာလို့ရင်ကိုကဟုတ်တာလို့ရင်မစုံတော့ဘူးလေ။ညဘဝတိုင်းစုံရင်ဘုံကစုံမြတ်စွာဘုရားစာပေမှာရှိပြီးသားတချို့လဲပြီးတော့ဘဝတိုင်းစုံရင်လည်းစုံလို့ရပါတယ်စုံရင်စုံလို့ရတယ်မြတ်စွာဘုရားတို့နကုလမာတာနကုလပိတာဆိုဘဝပေါင်း900ကျော်စုံခဲ့တာပဲဘယ်လိုဖြစ်လို့စုံတာလဲဆိုရင် तू ကတူဝါအောင်လုပ်ပြီးတော့စုံသွားသမတ္တယုံကြည်မှုတရားတရားတူတယ်သူတို့နှစ်ဦးကသမတိလကိုကျင့်တိလလည်းတူတယ်သူတို့ငါးပါးသီလလည်းအတူတူလုံနေဆိုတော့တူတူဆုံးပြီလေတယောက်ကလုံတယောက်ကမလုံမဆုံးတော့ဘူးလေနော်သမတ္တာရောင်ယုံကြည်မှုလည်းတူတယ်ယန္တနာ၃ပါးကံကံအကျိုးကိုယုံကြည်တဲ့တရားတရားလည်းတူတယ်နှစ်ယောက်လုံးကသမသီလငါးပါးသီလလုံနာခြင်း၈ပါးသီလလုံနာခြင်းတူတယ်သီလလည်းတူတယ်သမစာကဒါနလုပ်တဲ့အခါမှာလည်းအတူတူလုပ်တယ်သဘောတူတယ်ရည်စချတယ်ဆိုတူတူဆုံးတယ်သမပညာကုသိုလ်အကုသိုလ်သိနိုင်တဲ့အသိဉာဏ်လည်းတူတယ်အဲ့တော့တူလေးတူသွားပြီဆိုဘဝတိုင်းစုံပါတယ်ဗျာနော်ဘဝတိုင်းစုံရင်တော့အဲ့ဒါတူပေါ့နော်တူရင်စုံသွားတယ်မတူရင်တော့မစုံတော့အဲ့တော့မစုံခြင်းဘူးဆိုရင်မတူစေပါနဲ့မစုံခြင်းပါလေဟိုဘဝမှာမစုံခြင်းတဲ့သူတွေရှိတယ်လေရှိရမလားမတူစေနဲ့လေဟုတ်တယ်မလားမတူစေနဲ့ပေါ့သူယုံမှရင်ကိုပြန်ယုံမှလို့မရဘူးအဲ့တော့သူယုံမှလို့ကိုပြန်မျိုးယုံမှရင်တူသွားပြီတူသွားရင်ပြန်စုံမှအတုံးလေလေ
တုံးနေဆိုတော့မတူခြင်းမစုံခြင်းမတူစေနဲ့ဒါကြောင့်တို့တွေဘဝမှာချစ်ချင်းနဲ့မုန်းခြင်းနဲ့ရှော့ဖို့လိုလားမလိုလားချစ်ခဲ့ပြီးပြီပဲချစ်တော့ချစ်ပါရှော့ချစ်ပါမုန်းတော့မုန်းပါရှော့မုန်းပါမမုန်းမနေနိုင်တာအကောင်းဆုံးပေါ့နော်မုန်းတဲ့သူကရှုံးတာပဲလေနော်ဒါကြောင့်တန်အောင်စင်နေလဲရှော့ဖို့လိုလားမလိုလားဆိုဘဝဆိုတာခဏပါလွတ်ချတဲ့နာလွတ်ချပါဘဝဆိုတာခဏပါဆွလွတ်တဲ့နာဆွလွတ်ပါဘဝဆိုတာခဏပါလက်ခံတဲ့နာလက်ခံပါဘဝမှာလက်မခံနိုင်တဲ့စိတ်ကြီးကလည်းပင်မလားမပင်မလားဟောတရားလေးတပုတ်ဟောတယ်လက်ခံလိုက်ပါမခံစားပါနဲ့အဲ့ဒါတော့လက်ခံနိုင်အောင်ကြိုးစားတချို့ကလက်မခံနိုင်ဘူးဒါကြီးကိုလက်မခံတော့လိုက်ခံစားပင်မလားမပင်မဘူးတခါတခါပြဿနာတလောက်မကြည့်ဘူးခံစားချက်ကြည့်လို့ပြဿနာကြည့်တာလေငါမှဖြစ်ရကောင်းလားငါ့ကိုဒီလိုလွတ်သွားတယ်ဆိုတာကြီးမပြီးနိုင်မစီးနိုင်လက်ခံစားတာလေဒါကြီးကိုလက်ခံလိုက်တော့ဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ပေါ့ဖြစ်ပြီးသွားပြီပဲလေဒါကြီးကိုဖြစ်ရကောင်းလားတနှုံနှုံလိုက်ခံစားတော့ပြီးမှမပြီးသွားတာညကောင်းတာပဲလာဆိုးတာပဲလာဖြစ်တည်မှုအခိုက်တန့်ပဲပြီးတော့လည်းပြီးသွားတယ်လက်ခံလိုက်ဒီလိုဆက်ဆံသွားတယ်ဆက်ဆံကောင်းလားဆိုလိုက်မခံစားနဲ့လက်ခံလိုက်ဒီလိုပြောသွားတယ်အဲ့စကလုံးဒီနောက်ကိုလိုက်မခံစားနဲ့လက်ခံလိုက်မခံစားညလက်ခံနိုင်တဲ့စိတ်ကတက်တာလက်မခံနိုင်လို့ဖြစ်ရတဲ့စိတ်ကြောင့်ပင်ပန်းတာလေဟုတ်တယ်မလားဒါကြောင့်ဘဝကအကြာကြီးမဟုတ်ဆိုဘသူကဘလို့ပဲပြုတ်မှုသွားလက်ခံနိုင်အောင်ကြိုးစားလိုက်ပြီးတော့မခံစားနဲ့ဆိုတော့တို့တွေဘဝတစ်ခု lifestyle ပြောင်းတဲ့အခါမှာနံပါတ်1ကြိုက်တဲ့အကြိုက်တွေနောက်ကိုသိမလိုက်ပါတော့နဲ့နံပါတ်2ချစ်ချင်းမုန်းခြင်းတိုင်အောင်စဉ်တွေလျှော့ပါနံပါတ်3ကအရေးကြီးတယ်ဘဝမှာအသက်အရွယ်ရလာတယ်ဖြစ်ဖြစ်မရသေးတာပဲဖြစ်ဘဝမှာတရားလေးနဲ့တွဲပြီးနေတတ်ရတရားနဲ့နေရမယ်နော်တရားမပါလို့ရှင်မတရားတွေလာမှာလေဘဝမှာဖြည့်စေရကပြိဿတရားကလွယ်ပြီးတကယ်ပြေတာရှိရလားမရှိဘူးနော်တခြားအရာနဲ့သွားပြေစိတ်ညစ်လို့အရက်ကိုတောက်တယ်အရက်တောက်တော့သိစိတ်ညစ်ဒါပဲနော်ဒဲနေတာလေအကြောင်းရှာတော့ခေါင်းမှာခြားလေတကူပဲသိတယ်လောကကြီးမှာလေပတ်စံမရှိရင်မျက်နှာအမတန်ငဲဂုံတို့ငယ်တော့တခြင်းလေတခြင်းဆိုတာမဟုတ်ပါဘူးဒါအမှန်တရားပဲနော်ဟုတ်တယ်မလားတို့ငယ်တော့တခြင်းကအဲ့လိုအဓိပ္ပာယ်ရှိတာလေစိတ်ညစ်ရက်တောက်တဲ့ဂုံနေပဲဒီခေတ်တခြင်းတွေကဘာတွေမှမသိကောင်းမရင်ကြီးပဲဘာမှလည်းမသိဘူးငါလည်းခင်ဗျမောင်လေးစားအကိုကြီးစားအာရဘာတွေစားခိုင်းနေမှာတချင်းကလည်းဘာယူမှမသိဘူး။အော်တခြားစီပြောတာလေဒုက္ခကတချင်းတွေအဓိပ္ပာယ်ရှိတယ်နော်။ဟိုစိတ်ညစ်လို့ရက်ကိုတောက်တယ်ရက်တောက်တော့သိစိတ်ညစ်တယ်နော်စိတ်ညစ်တာဘာမပြေဘူးတဲ့။ဒါကြောင့်ဖြေတကယ်ဖြေမယ်ဆိုရင်တရားနဲ့ဖြေမှပြေတာလေ။မှန်လားမမှန်ဘူးလားအဲ့တော့တို့တွေဘဝမှာတရားလေးနဲ့တွဲပြီးတော့နေမယ်ဆိုအကောင်းဆုံးတော့လွတ်မြောက်မှုသွားရင်ခုနကဝိပဿနာလမ်းစဉ်ကတော့လွတ်လပ်ရေးကိုသွားတာပေါ့ဘဝရဲ့နိဗ္ဗာန်တွေသွားအဲ့ဒီမတိုင်ခင်တော့တို့တွေဘဝမှာဘလောက်ပဲအချိန်နေဆိုဘလောက်ပဲကံနေတရားလေးနဲ့တွဲပြီးနေဖို့ဆိုရင်တို့ပြိဿများဘဝမှာနှစ်ခုတော့အထူးလုပ်ပါနံပါတ်1ဗုဒ္ဓနုတ္တိနံပါတ်1ပါတော့ဗုဒ္ဓနုတ္တိနံပါတ်2ကမေတ္တာဘာဝနာနံပါတ်2ကမေတ္တာဘာဝနာအဲ့ဒါသမထတွေပဲဒီနှစ်ခုတော့သမထကမ္မထန်40အထိရှိတယ်နီးတွေကလေအဲ့တော့အဲ့နှစ်ခုကိုအထူးလုံးလိုက်လို့ရှိရင်နိဗ္ဗာန်မရခင်တော့မှဒီဘဝလေးမှာနေရတာအဆင်ပြေတယ်နေရဗုဒ္ဓနုတ္တိပွားကြည့်တယ်ဖခင်ရဲ့အားတွေကိုပွားပြီးယူလိုက်တယ်ဗုဒ္ဓနုတ္တိပွားတယ်တချို့ကအရေးအတွက်များပွားခြင်းတဲ့ပွားတဲ့ခိုက်တက်မှာအရဟံဂုဏ်တော်လေးပွားကြည့်တယ်အော်အရဟံကကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကလောဘဘယ်တော့မှမဖြစ်တော့ဘူးလေတို့ဒီလောဘကြောင့်မူးနေယူနေဖះအာယုံဖះကလောဘမရှိတော့အေးချမ်းလိုက်တာအာယုံလေးပြုလိုက်နော်ဒေါသမြတ်စွာဘုရားဒေါသမထွက်ဘူးမရှိတော့ဘူးလေမြတ်စွာဘုရားဒေါသမထွက်တို့တွေကြတော့ဒေါသနဲ့ပူလိုက်ရတာငါ့ကိုယ်တွင်ဒေါသဝင်ကဒေါသဝင်လာဒေါသမဖြစ်အောင်ဒေါသကင်းစင်ဖះရှင်ကိုငါလည်းအာယုံပြုပါတယ်ဒီလားဒေါသကင်းတဲ့မြတ်စွာဘုရားအာယုံပြုလိုက်ကိုယ်စိတ်လေးကအေးချမ်းသွားတာအေးတက်ကိုပွားယူတာဗုဒ္ဓနုတ္တိပွားတယ်နော်အရဟံသိတိဘဂဝါရတာပဲတခုကိုပွားနေ repeated exercise လို့တခုကိုပွားရင်နဲ့စွမ်းအားတွေကတက်လာပွားရင်နဲ့စွမ်းအားတွေတွေ့လို့ရေအတွက်နဲ့ပွားလဲရပါတနေ့တခါကျရင်မလုတ်ဖြစ်တဲ့အတွက်ကြောင့်ဒီတာမိုင်းလောက်ရတယ်ဒိဋ္ဌံဝင်နေဆိုတာကိုယ်စိတ်ကကုသိုလ်ကောင်းမှုမလုတ်ချင်တဲ့အတွက်ကြောင့်လုတ်ဖြစ်အောင်9ရက်အတွင်းတော့ဒိဋ္ဌံလေးဝင်မယ်ဘုံဆိုရင်အခုနောက်ပိုင်းတချို့တရားဓမ္မတွေဒိဋ္ဌံလေးပြီး
ဘာကိုပေးတယ်ဆိုအရဟံသိတ္တိဘဂဝါနော်အရဟံသိတ္တိဘဂဝါကိုရမခန္ဓာပေါင်း84,000ပူဇော်တဲ့အနေနဲ့နော်အရဟံသိတ္တိဘဂဝါအရေးအတွက်84,000ပြည့်အောင်ပရိစိတ်ခိုင်း9ရက်အတွင်းပြည့်အောင်စိတ်ခိုင်း9ရက်အတွင်း84,000ပြည့်ဖို့ဆိုရင်သူကတစ်နေ့ကို12,000စနစ်9လီ84,000လေအဲ့တော့တစ်နေ့12,000ဆိုဘုံမကိုယ်တိုင်စိတ်ကြည့်တာစိတ်ကြည့်တော့တဏှာကြီးဆို3,000လောက်ရတယ်အရဟံသိတ္တိဘဂဝါအရဟံသိတ္တိဘဂဝါအရဟံသိတ္တိဘဂဝါတဏှာကြီး3,000လောက်ဆိုတော့တစ်နေ့ကို4နာရီဆို3လေးလီ12ပေါ့3လေးလီ12ဆိုရင်သူက12,000ပြည့်တယ်လေ12,000 9ရက်ဝင်ကြည့်လိုက်အဲ့ဒါကစွန့်အားလေရွနေနှုတ်ကကိုလိုက်အရဟံသိတ္တိဘဂဝါအရဟံသိတ္တိဘဂဝါကြည်စမ်းပါဝါတွေကတိုးလာလူပြန်တော့ဗရမညာဥမောင်မောင်ကြားဘူးလားစေးတိုက်ကလေခွင်းလူတွေအဲ့ဒါဆရာတော်ကြီးတစ်ဘက်ကသူ့ကိုဂုံတော်ပွားခိုင်းတော့သူလည်းပွားတယ်အရဟံဂုံတော်ပွားခိုင်းထားပါတော့ဂုံတော်တစ်ခုပွားတယ်အဲ့ဒါခါကြီးနဲ့ဆရာတော်ကဆုံးတော့တကပွားပါရဲ့ဗျာမင်းပွားတာထီရောက်ပြီလားတဲ့အခုထိတော့မထူးကြသေးဘူးဗျာတဲ့ဆရာတော်ကြီးကတခါတွေးတော့သူ့ဘိုက်ကိုစလိတ်တောက်တော့စလိတ်ကျန်တယ်မိနဲ့ထိုးအမလေးထအောင်ညာသေးဘူးတဲ့ဆက်ပွားနောက်တစ်ခေါက်ထပ်ဆုံပြီးတော့ဆရာကြီးကသူပွားပြစ်တယ်ဗျာတော်တော်ပွားတယ်ဗျာအေးစမ်းကြည့်မယ်စလိတ်မိနဲ့ထပ်ထိုးအဲ့ကြတော့အမလေးမော်တော့အရဟံသိတ္တိပါပါအရဟံစိတ်ထရောက်တော့ဒါဆိုရင်မင်းပေါက်ပြီတဲ့သိမကြောက်သူအဲ့ဒါအောင်မြင်သွားတယ်ဗရမ ्या စေတဲ့အောင်မြင်သွားတယ်ဆိုတော့ကစွန့်အားတွေကရောင်တဲ့အထီအောင်စွန့်အားတွေကအကျင့်ပါလာပြီဆိုရင်အဲ့ရတဲ့မှာဒီဂုံတော်တွေရောင်နိုင်ပြီဆိုရင်ပါဇက်ကထွက်တဲ့တွေရောင်နိုင်ပြီဆိုရင်အဲ့ဒါရဲ့အထုံကအားကောင်းလာပြီအားကောင်းပြီဆိုရင်အကျိုးပေးခြင်းရောက်လာပြီဒါဂုံတော်ကကိုယ်ပြန်ဆောင်ရှောက်ဖရာကိုယ်ွယ်တကူးကျွယ်နော်အဲ့တော့ဘုံကြီးခြင်းဘုရားနုတိပွားပဲဘုံကြီးဖို့မရည်ရွယ်နဲ့ပွားပြီးယူလိုက်တာဘုရားရဲ့စွမ်းအားတွေကိုပွားပြီးယူလိုက်ဒါကြောင့်တို့သမထကျင့်စဉ်တွေတို့ဗုဒ္ဓဘာသာတစ်ခုတည်းရှိတာမဟုတ်တခြားဘာသာဝင်တွေလည်းအကုန်ရှိတယ်သူနီးသူခံနဲ့ပွားနေတယ်တို့လည်းတို့ယုံကြည်ခြင်းနဲ့တို့အောင်မြင်နေတာပဲလေအဲ့တော့ဒါကသမထရဲ့ concentration meditation ဆိုတာဘာသာတိုင်းမှာရှိတယ်ဒါကြောင့်တပြိပါလဲဘာသာကြားတွေရှိတယ်ဆိုတော့အဲ့ဒါပဲသူကဗုဒ္ဓဘာသာမှာနတ်ပြည်ရောက်တာဘာသာကြားတွေလည်းရှိတယ်နတ်ပြည်မှာသူလည်းကံလုံရင်ဖြစ်တာသူလည်းအကုသိုလ်ရှောင်လိုက်ရောက်သွားတယ်ဒါပေမဲ့သူကအဲ့အကြောင်းတချို့နတ်ပြည်မှာလည်းနတ်သမင်စီဝေတရားတပတ်တကိစ္စဝိုင်းနေတချို့ဘာသာကြားနတ်တွေလာမနာဘူးဘုရားဘာသာနတ်တွေပဲနာအဲ့လိုရှိဆိုတော့နတ်ပြည်ကတော့ဘာသာကြားတွေလည်းရောင်းနိုင်တယ်တိုးတော့ဝိပဿနာကြတော့ဗုဒ္ဓဘာသာရဲ့ကျင့်စဉ်ဘုရားနည်းနဲ့တွားတဲ့အခါကျဝိပဿနာတကယ်လိုက်တဲ့အခါကျတော့မှသူကဗုဒ္ဓဘာသာရဲ့ကျင့်စဉ်ဘုရားရဲ့ကျင့်စဉ်ပြီးတော့ကာမတိကလုံအောင်မယ်တရဏဂုံခံရမယ်အဲ့ဆိုအဲ့ကြတော့မှအပေါ် stage တွေရောက်အဉာဏ်စဉ်တစ်ဖြည်းတက်သွားပြီဝိပဿနာပိုင်းနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတာဆိုဝိပဿနာကြတော့ဒုဗုဒ္ဓဘာသာမှာပဲရှိကျန်တဲ့ဘာသာတွေတမထကတော့ရှိတယ်ဆိုတော့သူတို့လည်းပဲသူတို့ယုံကြည်မှုနဲ့ဧကကတစိတအာယုံတစ်ခုတည်းကိုထက်ကပွားများရင်သူတို့လည်းစွန့်အာယုံရောင်ချိုအာလာအရှင်မြတ်အာယုံထာဝရဘုရားသခင်နော် God အာယုံပြုပြီးသူတို့လည်းပဋိစိတ်ပဋိတွေရှိတယ်ခရစ်ယာန်ဆိုတော့ဒါတွေကသူတို့ရဲ့ယုံကြည်မှုနဲ့ထက်ကလုပ်ရင်စွမ်းအားရှိတယ်တမထကဒိုးလဲရှိတယ်ဒိုးတွေအခုပြောတာကဗုဒ္ဓနုတ်တိကိုတမထကျင့်စဉ်လေအဲ့တော့အာယုံတစ်ခုကိုထက်ကပွားများရင်တမထတမာတိတွေအာကောင်းရင်အဲ့စွမ်းအားရှိပါတယ် mind power ဒိုးပါဆိုလုပ်ကြည့်ပါအရဟံသိတ္တိဘဂဝါဖြစ်ဖြစ်ဆိုတော့ဘယ်ဟာပဲလုပ်လို့ရတယ်ကိုရီးယားမှာဆိုတနည်းကိုရီးယားတက္ကမကြီးဘာလဲသူတို့ကကိုရီးယားလို့ဂွမ်ဆေးဘူစာဆိုတော့မြတ်စွာဘုရားရဲ့မေတော်သူတို့လို့တရားချစ်ချိန်ကိုချစ်ခိုးတာတော့ကျိန်3000ဆမ်ချမ်ဘေးဆိုအကျိန်3000ချစ်ခိုးတာထားလိုက်ထိုင်လိုက်အဲ့လိုလုပ်ကြအဲ့ဒါလွတ်လာအဆင်ပြေလားပြေပါတယ်လို့လုပ်လို့ရတယ်တမထကတော့အဲ့ဒီလေရပါတယ်နမောအမိထောပေါ်ရတာပဲတခုဓက်ကပွားရတာဘာပဲဖြစ်ကိုကြီးစားနာမည်ခေါ်မောင်းကိုလည်းရတာပဲအာယုံပြုမှုကြတော့မတူဘူးကိုအာယုံပြုတဲ့တဏှာတွေရဖြစ်ကိုတော့အာယုပိတဏှာတွေပဲရာဂတွေပဲဖြစ် attachment တွေပဲဖြစ်အဲ့တော့ဖះကြတော့ရာဂကင်းတယ်လေဖះကုံလေးကြတော့ကွာလားမကွာဘူးလားအဲ့တော့အာယုံပြုမှုကွာတယ်နော်ဟိုကတော့တမထတော့တမရပဲထက်ကသို့တော့အာယုံပြုမှုကွာသွားတာ ਨੇ ကြီးပွားတိုးတက်မှုကကွာသွားတယ်အဲ့ဒါဘိုးတော်တို့ဒီတစ်ခုကိုအမြဲတမ်းပွားနိုင်အောင်ကြိုးစားအဲ့ဒါဆိုရင်ကိုယ့်ရဲ့ lifestyle မှာတရားလေးတွဲသွားတာအရန်နေရည်ကင်းနေအနေနဲ့ရှိလေဘိုးတော်တို့ဒီကစောင့်ရှောက်လေလို့ထူးခြားတယ်နော်ရတယ်ဘုံကအများကြီးပွားတော့တိအကျိုးပေးတယ်အများကြီးလားမျောလင်းဖို့မဟုတ်လုတ်ဖြစ်အောင်လုပ်ဒိဋ္ဌံဝင်တယ် determine လုပ်တာကိုနဝင်မိုးလင်းမှသိတယ်ဆိုခင်ဗျားတို့ကအသုံးချတာအဲ့ဒါ
တကယ်ယုံကြည်တာအသုံးချယာရုတက်ခြင်းလို့အောင်မြင်ခြင်းလို့အဲ့ဒါကိုယ်နဲ့ဝင်ဒိဋ္ဌံဤဝေချက်ကဖျားကြည်ညိုတာတကယ်တော့အခုဒိဋ္ဌံဝင်ခိုင်းဆိုအဲ့ဒီမျောလင်းချက်တွေမှာထားပဲနဲ့ဖျားကိုပွားခြင်းတဲ့စိတ်တွေနဲ့လှုပ်ဖြစ်အောင်ဆိုတဲ့ကိုယ်စိတ်ကို determination လို့အဒိဋ္ဌံဝင်တယ်အဲ့လိုဖြစ်အောင်သွားအဲ့ဒါဆိုရင်တနေ့ကိုဘယ်လောက်ပြည့်အောင်ပွားမယ်ဆိုတဲ့အဒိဋ္ဌံလေးကကိုယ်ကိုပို့ပြီးတော့ဆွမ်းအားဖြစ်တယ်နော်အဲ့တော့ခါကြရင်စူးစမ်းနဲ့မအောင်မြင်တာတွေရှိတယ်အဲစူးစမ်းနဲ့မအောင်မြင်တာဇွဲမရှိလို့စူးစမ်းနဲ့မအောင်မြင်တာဇွဲမရှိလို့ဒါဝိရိယနဲ့ဇွဲနဲ့ကတူလားမတူလားဘယ်လိုမတူလားစူးစမ်းတာနဲ့ဇွဲရှိတာနဲ့ဇွဲကြတော့သူကဒကာကြီးဒကာမကြီးများရှင်းအောင်ပြောမယ်စဉ်သူကပါရမီနဲ့ပြောရစဉ်ကြိုးစားတာကဝိရိယပါရမီဇွဲရှိတာအဋ္ဌာဏပါရမီလို့ခေါ်တယ်နော်ဇွဲကအဋ္ဌာဏမဖြစ်မနေလောက်အောင်မယ်ပြီးအောင်လောက်အောင်မယ်ပါရမီမြောက်တယ်အကြောင်းအဋ္ဌာဏဝင်ခိုင်းအဋ္ဌာဏပါဇွဲရှိတာလေမြတ်စွာဘုရားအဋ္ဌာဏပါဒီပလင်တရားမရမချင်းမထဘူးဆိုအဲ့ဒါအဋ္ဌာဏရောပါရမီနှစ်ခုမြောက်တယ်အောင်မြင်တဲ့အထိကြိုးစားရင်ဒကာကြီးဒီမှာလောက်တယ်အောင်မြင်မှုရအောင်မပြတ်အောင်မဖြစ်မထဘူးအဲ့ဒါအဋ္ဌာဏပါရမီနော်ကြိုးစားတာကဝိရိယပါရမီရောဝိရိယနဲ့အဋ္ဌာဏနဲ့တွဲမှထွတ်မြောက်တယ်အောင်မြင်မှုရနော်ဒါဟောကြိုးစားတာကရိုးရိုးဝိရိယပဲအဲ့ဒါကိုဇွဲကကြတော့အဋ္ဌာဏဖြစ်သွားပြီအဋ္ဌာဏပါရမီဇွဲရှိတယ်မရမချင်းမထဘူးအဋ္ဌာဏပါရမီနော်ပါရမီနှစ်ခုမြောက်တယ်နော်ရှင်းပြီနော်ကိုတို့တွေဘဝမှာကံလေးတွေချင်းချင်းပဲလုပ်ချင်တရားလေးနဲ့ဖြည့်ဖို့ဆိုရင်ဆောင်းအားတွေရှိဖို့အတွက်ဗုဒ္ဓနုတိတခုပွားဖို့လိုလားမလိုဘူးလားဘာလို့ပွားရမလဲမေးရင်ဂုံတော်ကိုးပွားထဲမှာကြိုက်တဲ့ဂုံတော်ပွားသူဟာနဲ့သူဆောင်းအားရှိပြီ။ဒါဖရာရဲ့တရားတော်တွေကအကုန်လုံးဆောင်းအားရှိတယ်။နမောတသလည်းဆောင်းအားရှိတယ်။ချိုးတော်ဖြစ်ကြကြလေကျွတ်ဆရာမလို့မဟုတ်ဘူးကျွတ်လို့ရတယ်တော့။လွတ်မြောက်ခြင်းတာအကျင့်တရားနဲ့သွားရတာလေ။ဒီကာလမလွတ်မြောက်သေးရင်တော့ရွတ်တဲ့ဟာလေတမထကျင့်စဉ်နဲ့ပါလားမပါဘူးလားဆောင်းအားရှိတာပဲရွတ်လို့ရတယ်ဆိုရင်နမောတတဆွမ်းတာလားအရဟံသိတ္တိယဆွမ်းတာလားအဲ့လိုမဟုတ်အကျင့် repeated လုပ်ထားတဲ့စရဏကဆွမ်းတာတော့ပေါ့လားထက်ခါလေ့ကျင့်တဲ့အဲ့ဒီပါဝါဆွမ်းတာဒီနမောတတတစ်ခေါက်လောက်နဲ့ပဲဆွမ်းတယ်နမောတတသူ့အတူရှိပြီသားဘုရားရှိခိုးတာပဲအဲ့ဒါကိုယုံကြည်နဲ့ထက်ခါလေ့ကျင့်နေ့စဉ်ပွားများတဲ့စရဏကအကျိုးပေးတာစွမ်းနာနမောတတကဘုရားတရားမှန်တယ်ဒုရဒရဏကိစ္စမဲ့ပါဠိတော်တွေမှန်တယ်ဒါပေမဲ့အဲ့ဒါကို base ထားပြီးတော့ကြင့်ကြံမှုကပို့ပြီးတော့အကျိုးတရားကိုစွမ်းအားကိုဖြစ်စေတာဖြစ်တဲ့ကြောင့်ဘာကိုပဲခင်ဗျားတို့ပွားပါစေကျင့်ပါစေဒီကဇွဲရှိနဲ့မှန်နဲ့ခိုင်မြဲရရင်အကျိုးကသူ့အတူပေးပါလိမ့်မယ်အကျိုးပေးတာမှာကံရဲ့အလုပ်လုပ်ရမှာကိုယ့်ရဲ့အလုပ်ကြိုးစားမှာကိုယ့်ရဲ့အလုပ်ကိုယ့်အလုပ်ကိုကောင်းအောင်လုပ်ရင်အခွင့်အရေးအချိန်တိုင်းအကျိုးကပေးမှာပဲတော့ပါပြီလားဒါကြောင့်ဘဝမှာလောကဓာတ်အမျိုးမျိုးလာတဲ့အခါမှာလောကဓာတ်ကြီးကြော်လွှားနိုင်ဖို့အတွက်နံပါတ်1ဗုဒ္ဓနုတိတစ်ခုကိုပွားပါနော်နံပါတ်2ကမေတ္တာကမ္မထံမေတ္တာဘာဝနာလည်းလိုတယ်နော်တို့ဒီမေတ္တာတွေနည်းတွေရာလေအခုကလူတွေကမေတ္တာတွေနည်းကုန်လားမနည်းကုန်လားမေတ္တာတွေနည်းသွားရင်ဘာတွေအစားထိုးဒေါသတွေလူတွေဒေါသတားကြည့်တယ်နော်ကြည်လားမကြည့်ဘူးလားလူတွေပဲလားဆိုဘုန်းကြီးလည်းကြည်တာပဲပုထုဇဉ်တွေလေနော်ပုထုဇဉ်နဲ့ကြည်တာပဲအကျဟောလူတွေရောဘုန်းကြီးတလောကလုံးဒေါသတွေကြည်စားအရင်လိုသိမခံနိုင်တော့အရင်တော့ဆိုသိခံနိုင်တယ်လမ်းမှာဝင်တိုက်တော့ sorry no တောင်းမှန်နဲ့အရင်တော့ကလေအခုကျတော့ဝင်တိုက်သွားရင်မတောင်းမှဘူးမျက်တောင်းနေနေကြည့်မင်းကဘာကောင်းလဲငါဘာကောင်းလဲချမယ်ဆိုလာတက်သွားတာကြီးသိမခံနိုင်စကလုံးတစ်လုံးနဲ့သိမခံနိုင်ဒေါသတွေအားကြီးကုန်လားအကြီးကုန်လားဩဒေါသကပျက်စီးရအောင်ဒေါသတွေများတော့ပျက်စီးသွားလောကကြီးပျက်စီးအောင်လုပ်မယ်ဖြစ်စီးတယ်ကျဒို့တိုင်ငံနေမဟုတ်ကဘာနဲ့ချီပြီးတော့ချနေကြတာလေယူကရိန်းတို့ကကျွန်မတရုတ်နဲ့မှဂျပန်နဲ့တော့တင်းမာတယ်နောက်ဆုံးတော့တတိယကဘာစီပြင်အကုန်လုံးသွားမှာဗျာလူတွေရဲ့ဖန်တီးမှုကအကုန်လုံးကိုပျက်စီးဖို့အကြောင်းလေသိပ္ပံပညာရဲ့ထွန်းကားမှုကကောင်းတဲ့နေရာမှာကောင်းတယ်ဆိုးတဲ့နေရာမှာရဒီဟာလေးတစ်ခုရတယ်အမုတ်ကျိတ်လို့ရလားမရဘူးလားတို့တွေကပစိုးကြုံနဲ့လက်တီးပြနေတာနဲ့တကယ်မလုပ်ချင်လို့နော်လုပ်ဖို့မတန်လို့မလုပ်တာလုပ်ချင်လေမှတ်ပုံနဲ့လာလို့ရတယ်ဒီနေရာလေးဘယ်သူရှိပါတယ်အဲ့ကိုရအောင်ချပေးပါဆိုမှတ်လေဘဲချင်းတော့အစားအစာရှာလို့မရဘူးနော်တိတ်ပြီးတော့
မကြဲရနဲ့လို့နော်ဆရာတော်ကြီးဆုံးမတယ်လို့ပဲပစိုးကြီးဆရာတော်ကြီးဆုံးမသူစာတင်သားတွေဆိုမင်းတို့ကောင်ကြီးကကြဲတဲ့ဟာမကြဲဘူးမကြဲတဲ့ဟာသွားကြဲတယ်ကျဲတဲ့အမြင်ကြတော့မကျဲဘူးတဲ့မကျဲတဲ့အောက်ကဟာတော့မင်းတို့သွားကျဲတယ်ဆရာတော်ကြီးကပြောတာနော်ဟုတ်ပါတခါခါကျရင်အောက်ကဟာကျဲနေတာရများတယ်နော်မင်းတို့ကပါဇက်ပေါက်နဲ့ဖင်ကောင်းနဲ့လွဲနေကြတာဆိုအဲ့လိုရှိဆရာတော်ကြီးကပြောတာလေအဲ့တော့မကျဲတဲ့ဟာသွားကျဲတယ်လို့မရဘူးဟိုတကယ်တကဘာလုံးနဲ့ချင်မလုတ်ချင်တော့နော်တော့ပေါ့လားအဲ့ဒါဆိုတို့တွေကရံမများတာကောင်းတာပေါ့ဟုတ်တယ်မလားရံများရင်အကုန်လုံးကမငြိမ်းချမ်းတော့ဘူးလေဒီလောကလုံးမငြိမ်းချမ်းဘူးလေတို့တိုင်းပြည်ရလေခစ်ကဘုန်းကြီးကလူကဘလူးဖြစ်နော်ဘုန်းကြီးကလူကဘလူးဘုန်းကြီးကလူစိတ်တွေပေါက်နေရလေဘုန်းကြီးဖြစ်ဘုန်းကြီးတွေ့ပါလေလူစိတ်တွေတိတ်ကြွတာအဲ့ဒီမနေ့ကဘုန်းကြီးတွေဩဝါဒပေးနေအဲ့ဒါပြောတယ်တပည့်တော်တို့ကသူများလှူထားတဲ့ဘာတွေအလှခံပြီးတော့ဘာဖြစ်လို့ကြွားကြွားပါချစ်ဘုန်းကြီးနဲ့ iPhone တွေရှောက်တင်တာလေးစီးပြီးရောင်တွေကိုလေအဲ့တော့ခါကြရင်လေဟောဘေးလူတွေကတာတို့မခေါ်ဘူးလေအဲ့ဒါဘုန်းကြီးငတ်နေတဲ့အချိန်မှာဘုန်းကြီးကြွားတယ်ဆိုအပြစ်တွေဖြစ်ကုန်မလုပ်ပါနဲ့လက်လာပါတွေမှာလိုက်ပြီးတော့နေလို့ရှိရင်လေမြတ်စွာဘုရားကရှင်ဒေဝရတ်ကိုမိန့်တာရှင်ဒေဝရတ်ကရှင်မြတ်ပင်မမှာတဲ့သံဃာပရိသတ်တပည့်တော်တွဲပါဘုရားတဲ့ကျန်တဲ့စီမံခန့်ကိုတပည့်တော်လှုပ်ပါမယ်ဘုရားဆိုရှင်ဒေဝရတ်မြတ်စွာဘုရားသွားတောင်းဆိုတော့မြတ်စွာဘုရားကရှင်ဒေဝရတ်တဲ့ငါရှင်ကသူများထွေးတဲ့တတွေးကိုမျိုးကျင်နေတာပဲဘုရားကလေသူများထွေးတဲ့တတွေးကိုမျိုးကျင်နေတာပဲသူများလှူတဲ့လက်လာပါးတွေပေါ်မှာဒုရိယာမောက်မိုင်သူများထွေးတဲ့တတွေးကိုမျိုးတာပဲနော်အဲ့တော့ဘုန်းကြီးကလူစိတ်တွေပေါက်နေဘုန်းကြီးကလူကဘလူးဟုတ်တယ်လို့လူတွေကဘာစိတ်တွေပေါက်ဘလူးစိတ်တွေပေါက်နေနော်မရဘူးနော်လာတတ်တာနော်လူတွေကလေဟိုခိုးเจ้าမှာခိုးတယ်နော်ခိုးတာမှာရဲဆက်ဆက်ခိုးတယ်ဘုံเจ้าကဆိုအဲကွန်းတွေကိုအောက်တိုးတွေလာဖြုတ်သွားတယ်ကြီးเจ้าပဲယူသွားအဲ့တော့ဖြုတ်လို့ဆိုတန်ပန်းနဲ့တန်ဖြတ်လောက်တဲ့လာဖြတ်ဒုတိယအကျင့်ခိုးအဲ့ဒါတော့တခိုးအမားမို့ငါအမားလို့ခိုးမှန်းသိရထက်လောက်တာအဲ့တော့ဘုန်းကြီးရောက်လည်းမထားတော့ခိုးနေတာသိရသွားပြောလို့မရဘူးသူတို့ကလူမိုက်တွေမလုံရဲတာဘာမှမရှိဘူးဆိုတဲ့ကောင်းတယ်ဟုတ်တယ်မလားမလုံရဲတာဘာမှမရှိဘူးဆိုတဲ့လူတွေအဲ့ဒါဆိုတော့လာတတ်သွားမှလေကိုယ်လေအဲ့ဒါဆိုတော့သူတို့ပြန်ကြောက်နေရတယ်ခေအဲ့တော့ကိုချံကိုပဲလုံအောင်လုပ်ကြဘလူးခစ်ဖြစ်နေအကုန်လူသားစားပေါ်လေဘုန်းဘုန်းကြီးကလူကဘလူးဘုန်းကြီးကကိုယ့်ကိုဘုန်းကြီးဆိုတော့လေဖြေရဘုန်းကြီးကလူဆိုတော့ငါကတော့လူအစင်းလောက်တော့ရှိသေးတယ်ငါတို့ဘုန်းကြီးကလူအစင်းလောက်လူတွေကဘလူးတွေဖြစ်နေဟိုဘလူးတွေရှိတို့တရားလာဟောတာလေအဲ့တော့အစွဲတွေလည်းထွက်လာမှကြည့်ကြလို့ဘလူးတွေရှိတရားလာဟောနေရတယ်အဲ့တော့ဆိုတော့မေတ္တာတွေအားနေသွားရင်အပူလိုင်းနေနဲ့ငြိမ်းချမ်းမှုမရနိုင်တော့ဘူးဆိုတော့တို့တွေမေတ္တာစိတ်ကလေးနဲ့ကိုယ့်အကိုအေးချမ်းအောင်နေဖို့လိုလားမလိုလားမေတ္တာပွားကြည့်စမ်းမေတ္တာပွားကြည့်ပွားရဲဆိုတာ तू ကဝိจิตတန်လုံးစုံများသောတတဝချမ်းသာကိုယ်စိတ်မြဲပါစေပါဇက်ကအတန်ပြဲအော်လက်ကချမ်းဖြန်းကနေကျင်ပိတ်ရိုက်တဲ့မေတ္တာမျိုးကြတော့မေတ္တာမထီရောက်ဘူးလေကျိုးကလည်းအတန်ပြဲနဲ့အော်တယ်နော်ကြွက်ကလေးဖြတ်ပြီးချစ်စီမုံနဲ့ကောက်ပါလို့ဆိုမြတ်စွာတတထောက်ဆိုလုပ်လိုက်တယ်အဲ့ဒါရှိတယ်တချို့လည်းမေတ္တာတွေပို့တယ်လုံးစုံများစွာတတဝအိမ်နောက်ဖေးကကိုတာကြီးမပါဘူးဆိုမရပြန်မေတ္တာရဲ့ဆိုတာအဲ့လိုခွဲခြားပြီးပို့လို့မရဘူးနော်အဲ့တော့မေတ္တာပို့ရမယ်မေတ္တာကိုအာယုံပြုရပို့ရဆိုရင်ဘယ်လိုပို့ရမလဲကိုယ့်ကိုအရင်ကိုအရင်ပို့ရရန်သူအရင်ပို့ရင်ဒေါသပို့တွန်းမို့ကိုယ်ကျွန်ုပ်ဒီဘေးရန်ကင်းပါစေချမ်းသာပါစေချမ်းသာပါစေကိုယ့်ကိုအာယုံကိုယ်စိတ်ကလေးကကိုအေးချမ်းတယ်အဲ့လိုပဲကိုအေးချမ်းနေတယ်လို့ကျန်တဲ့လေကိုချစ်တဲ့ဒုတိယကြကိုချစ်တဲ့သူကိုပို့ရကိုရဲ့အတိုင်းဝိုင်းပို့အမေကိုပို့မယ်အဖေကိုပို့ရင်လည်းဝိจิตတန်ကြလို့အမေကိုပို့မယ်ဆိုအမေမျက်နှာလေးမြင်အောင်ကြည့်အမေတကယ်ကြီးပွားပါစေချမ်းသာပါစေဘေးရန်ကင်းပါစေအမေကအဲ့ဒါကိုရအဲ့မေတ္တာဘလောက်ဝေးအမေရိကကိုလှမ်းပို့လို့ရလားမရဘူးလားရတာပေါ့အာယုံပြုတ်နိုင်ဘူးအဲ့ရောက်ဟိုဘက်ကလည်း mind power telepathy နည်းနဲ့ဟိုဘက်ကလည်းခံစားကျုပ်ကမှဆရာတော်တပည့်တော်ဒီရက်ပိုင်းသတိရမှာပေါ့ငါပို့နေတာဟုတ်သူတို့လည်းဆိုရှင်ခင်ဗျားတို့ကကျုပ်ကိုသတိရပြီဆိုရင်ကျုပ်ကလည်းမေတ္တာပို့နေလို့ပဲသဘောပေါက်လိုက်တော့အဲ့တော့ခဏခဏသတိရပြီးမေတ္တာရမှာဆိုအဲ့လိုပေါ့မေတ္တာပေးတဲ့သူနဲ့ယူတဲ့သူကလည်းလက်ခံနိုင်မှရတာဟုတ်အာယုံပြုတ်အာယုံပြုတ်ပြီးပို့ရင်စွမ်းအားရှိတယ်လေအဖေကိုပို့အဖေမျက်နှာမြင်အဲ့တော့ချစ်တဲ့လူတွေကိုဒုတိယ second level နဲ့ပို့တတိယကြတော့မှမုန်းတဲ့သူအဲ့ဒါငြိမ်သွားပြီကိုယ်စိတ်လေးကနည်းနည်းလေးအထိုက်လောက်နူးညံ့စိတ်လေးရလာပြီအဲ့ကြရန်သူကိုပို့တော့ရန်သူပို့အဲ့တော့မုန်းတဲ့သူကြီးပို့ကြည့်ဒီဘခင်ကတော့အာယုံပြုတ်လိုက်တာနဲ့မြန်ဆိုတာကြီးကဘလို့မှမရောက်ဘူးဟုတ်ဘက်ကိုဟိုသူကအေးဆေးပဲအဲကွန်ခံတယ်နော်အဲ့တော့တို့
တို့ကမချေဖြတ်နိုင်တာလေတို့ကမချေဖြတ်နိုင်အဲ့ဒါဆိုတော့တို့မေတ္တာမရောက်ဘူးလေအာယုံပြုတိုင်းဒေါသမဟုတ်ဘူးမေတ္တာအာယုံပြုလိုက်တယ်မယ်ဒေါသမရှိတော့ဘူးသူ့တာမန်ချစ်ချင်းမုန်းချင်းမပါပဲအော်သူကြည့်ချက်တာပါစေကိုရန်သူအဲ့လိုထားနိုင်ပြီစေကိုမေတ္တာသူ့ရှိရောက်ဆရာတော်ကြီးတပါးကမင်းရန်သူမေတ္တာဘွားကကိုမေတ္တာသူ့ရှိဘယ်လောက်ရောက်လဲသိချင်လို့ရှိရင်တဲ့အဲ့ဒါဟိုပါပေါ့ဖလားတစ်ခုတည်းရေထက်ပြီးတဲ့အဲ့ရေမျက်နှာပြင်ကိုမုန်းတဲ့သူမျက်နှာအာယုံပြုမြင်အောင်ကြည့်သူ့မြင်တဲ့အချိန်မှာဒေါသထွက်သေးရဲ့ဆိုဒုမေတ္တာသူ့ရှိမရောက်သေးဘူးသူ့အာယုံပြုတဲ့အချိန်မှာဒေါသစိတ်တွေမရှိတော့တာမန်ထားနိုင်ဆိုကိုမေတ္တာသူ့ရှိရောက်ပြီနော်အဲ့တော့ဆိုတို့တွေအဲ့လိုအာယုံပြုရှိစမ်းလုံးဝချစ်ချင်းတွေဘောမုန်းကြီးမပါဘူးသူ့ကြောင်းနဲ့သူ့အလိုတပ်ပြီးတတ်တာလေជីជីဝါစဉ်ရောက်ပြီဆိုရင်ဒါဆိုရင်သူဟာကိုယ့်ရဲ့မေတ္တာသူ့ရှိရောက်ပြီဒါတို့တွေကဒါမေတ္တာဒီထေရဝါဒစစ်စစ်ပဲထေရဝါဒစစ်စစ်ကျော်ထေရဝါဒစစ်စစ်ဟိုတလောအဲ့ဇာလေးတကုတ်ဖတ်တာတရားလေးတကုတ်နာဖို့တချို့ကလည်းထေရဝါဒဆိုတာဒီပေရင်းနေခဏတရားတက်စင်နေမယုံဘူးလေမယုံဘုရားဝါဒတရားတက်တဲ့ယရဏသုံးပါးကံကိုင်းအကျိုးတက်တဲ့နေပဲသွားသူကဗီဒီနောက်လိုက်တဲ့တရားတက်စင်နောက်လိုက်လူတွေကမေးတယ်တဲ့ဒါတော့တဲ့ဆရာကြီးမင်းသိန်ခါကဗီဒီနေဟောတယ်တရားတက်စင်မင်းသိန်ခါကထေရဝါဒဟုတ်ရဲ့လားဒါတော့ပြန်ပြဟုတ်ပါတယ်ဒီလောက်ဗီဒီနေဟောတာပါဟောတာပဲဒါပေမဲ့ तू ကဗီဒီဟောပြီးရင်တရားတက်စင်လုပ်ပဲအောက်ကဘာလေးကြီးတပ်ပိတ္တကာမတကအဲ့ဒါကြီးအမြဲတမ်းပါတယ်ငါကတော့ဟောလိုက်ဟောပေးလိုက်တဲ့ကျန်တော့မင်းတို့ကန်နေမင်းတို့ပဲသူလှုပ်ထုံးလိုက်ဟောပေးလိုက်တာဒါပေမဲ့အမြဲတမ်းတပ်ပိတ္တကာမတကသူကန်နေသူသွားမှာပဲဆိုတာဒါပါပြီးသားဆိုဟုတ်တယ်သာဝနေရခိခါလာအရာလောကတအရာလုတ်ပြင်မဲ့နောက်ဆုံးတော့ထေရဝါဒနဲ့တရားနဲ့အချုပ်ပါတပ်ပိတ္တကာမတကအားလုံးကသူကန်နေသူသွားတာပဲတို့တွေမေတ္တာနဲ့နေနိုင်အောင်ကြိုးစားဘလောက်မေတ္တာအားရအားကောင်းတဲ့အပေါ်မှာမို့ဒီအေးတက်တွေရပါတယ်မေတ္တာတွေပါလို့ဒေါသတွေလွှမ်းမိုးသွားပြီဆိုရင်ခင်ဗျားတို့ကပူလောင်နေတာလေအခုကိုယ်ချင်းချင်းမှလည်းခွင့်မလွတ်နိုင်တဲ့စိတ်ကပူတာဟုတ်အဲ့ဒါဒေါသလေကဲဘာလို့ခွင့်မလွတ်နိုင်လဲတေချင်းတရားနဲ့ရှင်းနိုင်ခွင့်မလွတ်နိုင်စရာမရှိတော့ကိုယ့်ကိုသေသူလို့သတ်မှတ်ကြည့်စမ်းသေရတော့မယ်ညနေသေရတော့မယ်ဆိုတော့မခွင့်မလွတ်နိုင်စရာမရှိတော့ဘူးလေဆွဲလန်းစရာလည်းမရှိတော့ဘူးလေမချေပြတ်နိုင်ဘူးတို့တွေကခွင့်မလွတ်နိုင်တဲ့စိတ်ကြီးကပင်မလားမပင်အောင်ခွင့်လွတ်တယ်ဆိုတော့သူ့ကိုခွင့်လွတ်တာကိုယ့်ကိုခွင့်လွတ်လိုက်တယ်ကိုယ်စိတ်ကလေးကိုသူ့ပေါ်မှာဖြစ်နေတဲ့အာဃာတတွေမကျေနပ်ချက်တွေကိုလွတ်ချလိုက်တာသူ့ကိုလွတ်ပြီးတော့ကိုယ့်ကိုလွတ်လိုက်တော့ဘလို့နေလို့ကောင်းလဲခွင့်မလွတ်နိုင်လို့ဆွန့်လွတ်လိုက်တဲ့ဘဝတွေအများကြီးပဲကျွန်တော်တို့တွေခွင့်လွတ်နိုင်အောင်ကြိုးစားနော်ပေါ်စားလေးတွေခွင့်လွတ်ခြင်းနဲ့ဆွန့်လွတ်ခြင်းဆိုတာရှိစားလေးတွေနော်မစွန့်လွတ်နိုင်သေးရင်တော့ခွင့်လွတ်ပေးပါမစွန့်လွတ်နိုင်သေးရင်ကိုမမစွန့်လွတ်နိုင်သေးတာခွင့်လွတ်နိုင်အောင်ကြိုးစားခွင့်မလွတ်နိုင်တော့ရတော့စွန့်လွတ်လိုက်ပေါ့ခွင့်မမလွတ်နိုင်စွန့်လွတ်လိုက်ရောပေါ့အဲ့တော့ခွင့်မလွတ်နိုင်လို့စွန့်လွတ်ကြည့်ဆိုဘာနဲ့စွန့်မလဲအချစ်နဲ့စွန့်မလားအမုန်းနဲ့စွန့်ချစ်နဲ့ပဲစွန့်ချစ်နဲ့စွန့်တော့လည်းပဲပြည့်ရမှာလဲစီနဲ့တဝင်းဝင်းဆိုတာအမုန်းနဲ့စွန့်တော့လေစားမှလည်းတဲ့နဲ့တစ်ချက်ချက်ဆိုတော့အဲ့တော့ခွင့်မလွတ်နိုင်လို့စွန့်လွတ်ကြည့်ဆိုရင်အချစ်နဲ့လည်းမစွန့်နဲ့လေအမုန်းနဲ့လည်းမစွန့်နဲ့ခုနကပြောမချစ်မမုန်းနဲ့စွန့်ပေါ့ဗါတယ်တော့မဆုံးကျင်တော့ဘူးလေအဲ့ဆိုစွန့်လိုက်တော့သူ့မုန်းနေတာမမုန်းပါဘူးဒါဆိုချစ်လည်းမချစ်တော့ဘလို့နေလို့ကောင်းတယ်အဲ့ဒီ attachment ကြောင့်ပူတာနော်လူတွေဒုက္ခပြီးတယ်အဲ့ဒီချစ်ချင်းမုန်းချင်းစကလုံးနှလုံးနဲ့တိုင်ပတ်နေတာလေဟိုဒါတွေမှမရှိပြည့်စရာကောင်းပါလို့ပုထုဇဉ်တွေရလေပုထုဇဉ်တွေရဲ့ဘဝလေချစ်ချင်းမုန်းချင်းမှမရှိပြည့်စရာကောင်းပါလို့ဒီဓာရီနဲ့ပဲတိုင်ပတ်နေကြတာချစ်လိုက်ကြတာမုန်းလိုက်ကြတာမဆုံးနိုင်တော့ဘူးရဟန္တာတွေကချစ်ချင်းမုန်းချင်းကင်းတော့လေနေရတာချမ်းသာတယ်သူတော်ကောင်းနေရလေဘယ်သူတွေနဲ့ပတ်သက်ချစ်ချင်းမုန်းချင်းကင်းနေတာပေါ့အဲ့တော့အချစ်ကြောင့်ဖြစ်ရတဲ့ပူလောင်မှုလည်းမရှိဘူးအမုန်းကြောင့်ဖြစ်ရတဲ့ပူလောင်မှုလည်းမရှိဘူးဆိုတို့တွေမေတ္တာဓာတ်လေးတွေအကန့်တက်နိုင်ဆုံးပွားကြည့်ပါမေတ္တာရွတ်ဖို့တဲ့ပွားဖို့လိုတယ်နော်မေတ္တာတုံးမှာမာတာယထနိယဗုဒ္ဓသာပါဝိဒမေတ္တာတုံးမှာမေတ္တာတုံးရွတ်တဲ့ပုဂ္ဂိုလ်တွေဒီတဲ့သကောဥစုစာသူစုစာကျွမ်းကျင်ရမယ်နူးညံ့ရဥစုဖြောင်းမရမယ်သူစာဖြောင်းပို့ပြီးဖြောင်းမရသောဝဆသနာခံလွယ်သူဖြစ်ရမယ်မုတုနူးညံ့ရမယ်အနာတိမနဲ့အလွန်မောက်မာတာတွေမလုပ်ရဘူးဆိုတော့ဒီ15ချက်လောက်ရှိတယ်အဲ့ဒီမေတ္တာပွားတဲ့ပုဂ္ဂိုလ်တွေပြည့်စုံရမယ့်အချက်လေးတွေအဲ့မေတ္တာသုံးပါပါဒါဆိုရင်ဒီဟာတွေပြည့်စုံမှပွားမယ်ဆိုရင်တော့ခင်ဗျားတို့ဘယ်ပြည့်စုံမလဲပွားရင်းနဲ့ပြည့်စုံလာတာဟုတ်ပေါ့လားပိုရင်းနဲ့အဲ့ဒါကြီးကျွတ်ကျင်လာတယ်ပိုရင်းနဲ့တက်ကောကျွတ်ကျင်လာတယ်ဥစုဖြောင်းမလာတယ်သူစုပိုပြီးဖြောင်းမြတ်လာတယ်နော်မုဒုနုညံ့လာတယ်အနတ္တိမနေမမောက်မာတော့ဘူး
မေတ္တာတွေတကယ်အားကောင်းလာရင်မမောက်မာတော့ဇာတိပြည့်မှာပွားဖို့တဲ့ပွားရင်းနဲ့ပြည့်လာတဲ့အကျင့်ကိုသွားရတယ်ဒါဆိုရင်တို့ပြည့်လာပြီလေအဲ့ဒါဘဝမှာနေတတ်ထိုင်တတ်အဲ့ဒါအရေးကြီးဒါကြောင့်ဘဝမှာတို့တွေတရားနဲ့ဖြည့်တတ်တဲ့အလေးကျင့်တရားလေးတစ်ခုနဲ့နေတတ်တဲ့အလေးကျင့်လုပ်ဖို့ဆိုရင်ခုနကဗုဒ္ဓနုတ္တိနဲ့မေတ္တာဘာဝနာကိုပွားပါဝိပဿနာကတော့အထူးလုပ်ဖို့ကတော့ခုနအိပ်ရတဲ့ဝင်တဲ့ကြံတဲ့ချိန်အလုံးရှုပ်တဲ့လူသားတွေဖြစ်တဲ့အတွက်ကြောင့်ဒီရတော့တရားမှတ်ဖို့အချိန်မရဘူးဗျာခင်ဗျားတော့သေဖို့အချိန်တော့ရပါမလားလို့ဆိုတော့အဲ့ဒါဆိုတော့အိတ်ခန္ဒီအိပ်ရတဲ့ရောက်ရင်တော့ခုနကခေါင်းပေါ်ခေါင်းချလိုက်တာနဲ့အသက်ကလေးကိုတိပြီးရှူတဲ့အလေးကျင့်တဲ့ဝင်နေထွက်ကလေးမှတ်ပြီးအိပ်ပါကောင်းကောင်းလိုက်အိပ်ပျော်တယ်ကောင်းကောင်းလိုက်နိုးထားတယ်အိပ်ပျော်နေသေသွားတယ်ဒီစိတ်နဲ့အကျိုးပေးမှာပါပဲနော်အဲ့ဒါဆိုတော့အိတ်ခန္ဒီမှာတခြားအတွေ့အဘာမှမပါဘဲနဲ့ဝင်လေထွက်လေတွေမှတ်ပြီးအိတ်တက်တဲ့အလေးကျင့်လုပ်ရင်ဘဝထဲမှာဓမ္မတွဲတဲ့သဘောပါပဲဆိုတော့ဘဝနဲ့နေထိုင်မှုမှာဒီဟာလေးအချက်၃ချက်ကို highlight လုပ်ပြီးတော့ပြောပါတယ်เนาะပြန်ပြောမယ်ဘဝမှာတချို့ကိစ္စတွေမှာအကြိုက်တွေနောက်ကိုသိမလိုက်ကြပါတော့နဲ့เนาะဘဝနဲ့နေထိုင်နံပါတ်2ကချစ်ချင်းမုန်းခြင်းတန်ရောစဉ်တွေကိုလျှော့ပါနံပါတ်3တရားတစ်ခုခုနဲ့နေပါဒါဆိုရင်ဘဝရဲ့နေထိုင်မှုကအဆင်ပြေပါပြီကဲဆိုချက်ဘဝဆိုတာခဏပါလွတ်ချတဲ့နာလွတ်ချပါဘဝဆိုတာခဏပါဆွန်လွတ်တဲ့နာဆွန်လွတ်ပါဘဝဆိုတာခဏပါလက်ခံတဲ့နာလက်ခံပါအနေစာတိတဘာဝေမမြဲခြင်းအနေစာသဘောဆင်းရဲခြင်းဒုက္ခသဘောကိုယ်အလိုတိုင်းမဖြစ်ခြင်းအနတ္တသဘောတွေနဲ့အဘိနာပฏิပိလနတ္တအမြဲမပြတ်ဆက်ဆံ၍နေတတ်တဲ့အတွက်ကြောင့်နေသာရတအနိတရရှာမရသောဣမတဇီဝိတတအသက်ရှင်၍နေရတဲ့တရင်ငါဘဝအခိုက်အတန့်ရဲ့သာရောနာမတန်ဖိုးဆိုတာကဘာဝနာတရားအသည့်ဘာဝနာလေးနဲ့ညီပြီးတော့နေခြင်းပါပေ၏တတမထို့ကြောင့်အပမဒေနမမိတ်မလျော့မပေါ်မဆတဲ့တတိတရားနဲ့တမ္ပါဒိဋ္ဌကိုစီကိုငါအတိတရားလေးတွေကပြီးတော့နေရတဲ့ဘဝအခိုက်အတန့်မှာလွတ်ချတဲ့အရာတွေလွတ်ချနိုင်အောင်ကြိုးစားဆွံ့လွတ်တဲ့အရာတွေကိုဆွံ့လွတ်နိုင်အောင်ကြိုးစားလက်ခံတဲ့အရာတွေကိုလက်ခံနိုင်အောင်ကြိုးစားပြီးတော့မိမိတို့ရဲ့ဘဝနေထိုင်မှုကိုတရားလေးနဲ့တွဲပြီးနေထိုင်နိုင်အောင်ကြိုးစားတိဆောက်ကြရမယ်ရဲ့လို့ပဏိတေဟိဖျားဆာရှိတဲ့အရိယာရှင်ကောင်းအရှင်မြတ်တို့ကဟောစတိကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေတည်း